ချင်းနန်နဲ့မူလန်စစ်ပွဲ Part 2အလင်းအတားအစီပြန်ပေါ်လာတီကိုမြင်တော့အခါတစ်ဖက်ရှိအနေရောင်ဝတ်စုံဝတ်ထားတော်လူကြီးဒီဆက်လက်ဖြိုးဆိုခြင်းကိုရပ်တန့်လိုက်ပြီးလက်ခတ်တကူပြုတ်လုပ်လိုက်သည်နေဆိုင်ပြီးရှေ့ချတော်ရွတ်ဆိုချက်ပြီးသူ့ပါးစမ်းမှထွက်ပေါ်လာပြီးသူ၏အေးဆက်သောနဆိုးဆွမ်းအင်းဒီအနေငယ်မြင့်တက်လာကချက်ချင်းမဲနဲ့တော်လက်တန်ညဖြစ်ပြောင်းလဲကရိုင်းဆိုင်ဆိုင်ခတ်ခုန်နေသည်ဟန်လီဒီမျက်လုံးများကိုကျင်းပေါင်းစွာကြည့်လိုက်သည်လူကြီးကိုစိုက်ကြည့်နေသည်သူသည်မလုံးရရှိနေစေဖြစ်သည်ထို့တော်သူအင်ကြီးလက်အတွင်းတွင်ဖုံးကွယ်ထားသောသူ့လက်ညမှာတိုးတိုးအကွဲတန်ထွက်ပေါ်လာပြီးအတွင်းတွင်ဖုံးကွယ်လာသောရွှေရောင်လင်းတစ်ဖြက်ဖြက်တောင်းနေသည်ဟန်လီဒီတူညီသောအရှင်ရှိနဆိုးချင်းချန်သူများကိုချက်ချင်းချီမှုနိုင်ကြောင်းယုံကြည်ဝရှိပြီးသားဖြစ်သည်သူသည်လူကြီးတိုက်ခိုက်မှုတွင်အပေါက်တစ်ခုကိုဖမ်းဆောင်ရန်တားလိုအပ်ပြီးတစ်ချက်တည်းဖြင့်တပ်ဖြစ်နိုင်ပြီဖြစ်သည်ထို့တော်ထို့အချင်းတွင်အနက်ရောင်ဝတ်ဆောင်ဝတ်ထားသောလူကြီး၏မျက်စံများသည်သူ၏နေရောင်တို့ပြောင်းလဲသွားပြီးသူသည်တားရဲကဲ့သို့သောဟင်းဟောက်တန်းတစ်ခုထွက်လွတ်လိုက်သည်ထို့နောက်သူနှဆိုးဆွမ်းအင်းသည်ပြက်ပြဲသွားပြီးအနက်ရောင်ဝတ်ဆောင်အောင်စီသူခန္ဓာကိုယ်သည်ဖုံးပွားလာသည်မျက်တောင်တစ်ခတ်အတွင်းတွင်သူ့အရွယ်စားသည့်နှစားကြော်ပိုများလာသည်အင်းကွင်းကိုမြင်သောအခါဟန်နီသည်အနေမြင့်အန်အားသိမ်းသွားသည်သူကိုစိတ်အနောက်အရှက်ဖြစ်စေသည်မှာအခြားလူ၏အရွယ်စားပြောင်းလဲခြင်းမဟုတ်ဘဲသူတို့၏နှဆိုးဆွမ်းအင်းရုတ်တရက်ပြောက်ကွဲသွားပြီးအစားထိုးရန်ထူးဆန်းပြီးစိတ်မတန်မသားဖြစ်စေသောအော်ရာတစ်ခုကြောင့်ရှိလာခြင်းဖြစ်သည်အနက်ရောင်ဝတ်စုံဝတ်ထားသောလူကြီး၏သွေးနီရောင်မျက်စံများသည်အယူသွေးချင်းဖြင့်တစ်ဖြက်ဖြက်တောက်နေသည်သူဖောင်းပွေနေသောခန္ဓာကိုယ်သည်ရုတ်တရက်ကျုံသွားပြီးမျက်တောင်တစ်ခတ်အတွင်းတွင်သုံးပြီးခတ်မြန်းသောလူပိုးတူဖြစ်ပြောင်းလဲသွားသည်ထို့နောက်သူသည်သူ့နောက်ရှိအသားအစီးစီသို့နောက်ထိုးပစ်ခတ်သွားသည်ဟန်လီသည်လန်သွားပြီးသူ့စိတ်ထဲတွင်ညင်မြစွာပြင်းနေသည်မကောင်းသောနမိတ်တစ်ခုတက်ကသည်လာသည်သူသည်လက်နှစ်ဖက်လုံးကိုမြင့်တင်လိုက်ပြီးသူထဲသောရွှေရောင်အကွေနှစ်ခုပစ်ခတ်ထွက်လာကအနက်ရောင်ဝတ်စုံဝတ်ထားသောလူကြီးစီသို့လဲကျင်းသွားသောအရာမှရွှေရောင်ပိုက်ခွင်းတစ်ခုကိုဖယ်စီးလိုက်သည်ချက်ချင်းနောက်တွင်သူသည်သူ့အိမ်ကြီးလက်ကိုပစ်ချလိုက်ရာအပြာရောင်တိုင်းကငယ်လေးတစ်ချက်ပြန်ထမ်းထွက်လာသည်သူရှေ့တွင်အရာမှတိုင်းကဖီပြောင်းလဲသွားသည်သူအခြားလက်ဖြင့်သူသည်သူခါရှိသို့လောင်အိတ်ကိုပို့လိုက်ရာကန့်သက်ချင်းပူသည်သူ့လက်ခွားတွင်ကြားရောက်လာသည်အကယ်၍အခြေအနေများမှားယွင်းသွားကသူသည်ဤပုတ်သည်ကိုချက်ချင်းအထုံးပြု၍ကန့်သက်ချင်းကိုဖျက်ဆီးပြီးထွက်ပြေးမိခဲ့သည်သူ့ပြိုင်ဘက်တွင်လှဲကွက်တစ်ခုရှိကြောင်းသိရှိရသောအခါသူသည်လက်မမြင့်ထားတော့ပါဟန်လီ၏စိတ်ထဲတွင်လင်းမြန်စွာပြေးနေစဉ်ရွှေရောင်လက်စစ်ပိုက်ခွန်းအုပ်ရှိအနက်ရောင်ပုံရိပ်သည်အော်ဟစ်တန်တစ်ခုထုတ်လွှဲလိုက်သည်နားကွဲမတတ်ဗန်းအတတ်နှင့်အတူပုံရိပ်သည်ရှင်းပြမရအောင်ပေါက်ကွဲသွားပြီးသူ့ခန္ဓာကိုယ်၏တလက်မချင်းစီသည်သွေးနှင့်အသားဆိုင်များအဖြစ်ပြောင်းလဲကနေရအနက်ပြန်ကျဲသွားသည်ဟန်လီသည်အစာပိုင်းတွင်လန့်သွားတော့လေလင်းမြန်စွာအံ့အားသင့်သွားသည်သူသည်ပြိုင်ဘက်သည်ရက်ဆက်သောမိမိကိုယ်ကိုဖျက်ဆီးခြင်းနည်းစနစ်တစ်မျိုးကိုထုတ်လွှဲတော်မူဟုအစာပိုင်းတွင်တွေးခဲ့သည်ထို့သောပြိုင်ဘက်၏အသားနှင့်သွေးသည်ပိုက်ခွန်၏နေရများပေါ်သို့ပတ်သွားသည်ဤဘက်ကိုလုံးဝဖုံးအုပ်သွားသည်၎င်းတွင်မိသည့်စွမ်းအားများမရှိပုံရဲ့ဟန်လီသည်ရှုပ်ထွေးသွားပြီးတစ်ခုခုကိုတန်တရားဝင်လာသည်ထို့သောထို့နောက်သူသည်ပုံပန်မဟုတ်သောတစ်ခုကိုတတိပြုမိသည်ပြိုင်ဘက်၏သွေးအသားဆိုင်များနှင့်အသားများသည်စန့်ကျင်ပါပိုက်ခွန်၏နေရများပေါ်တွင်ကပ်နေပြီးဖြုတ်ချမိအရေးရောင်မပြိုပေထို့ဤဖြင့်သူ့မျက်လုံးများအောက်တွင်ဤအသားနှင့်သွေးသည်ပိုက်ခွန်၏နေရများပေါ်တွင်ထူးဆန်းစွာကွေးကောက်လာသည်အီမင်ကွင်းကိုမြင်သောအခါဟန်လီသည်ကြောင်သွားသည်ဖြစ်အတန်အနေကွဲနှင့်အတူအသားနှင့်သွေးသည်ရုတ်တရက်သွေးမြူခိုးမှုများအဖြစ်ပြောင်းလဲသွားပြီးအသားအစီးတလောက်အလင်းမြန်ဖြန့်သွားသည်၎င်း၏အများဆွင်းသည်အလွန်လင်းမြန်သောအကြောင်းမဲတောင်တစ်ခတ်တွင်အဖြူရောင်အလင်းအသားအစီးအများစုသည်သွေးနှင့်ရောင်သို့ပြောင်းလဲသွားပြီးဖြို့အန်ချင်းစပွဲပြင်းထန်သောအနံ့ကိုထိုးလွှဲသည်ဟန်လီသည်ထိတ်လန့်သွားသည်သူသည်သူ့လက်ရှိကန့်သက်ချက်ဘူဒီကိုသူ့နောက်ရှိအသားအစီးကိုအလင်းမြန်လိုက်ချလိုက်သည်ဘန်းအတန်းနှင့်အတူကန့်သက်ချက်ဘူဒီသည်အတားအစီးနှင့်ထွေးသောအခါအမက်ရောင်အလင်းဘောလုံးတစ်ခုအဖြစ်ပေါက်ကွဲသွားသည်တယောက်ခုရှိသောအတားအစီး၏အစိမ့်သည်တစ်ဖြတ်ဖြတ်တောက်သွားသည်အတားအစီးတစ်လုံးသည်အနှဲငယ်တုန်ခါသွားသည်ဟန်လီသည်ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်သူ့လက်ဆယ်ချောင်းသည်လင်းမြန်စွာလိုက်လာပြီးဆဲခုသောဓာတ်စွမ်းအားများကိုတနေရာထဲကိုဆက်တိုင်ရိုက်ချလိုက်သည်အဖြူရောင်အလင်းကဖြတ်ဖြတ်တောက်မှုအနှဲငယ်အဖီးတွေအတားအစီးသည်ကွဲကျေသောနီးပုံပေါ်သည်သူ့ပြိုင်ဘက်တွင်လှဲကွက်တစ်ခုရှိကြောင်းသိရှိရသောအခါသူသည်လက်မမြင့်ထားတော့ပါဟန်လီ၏စိတ်ထဲတွင်လင်းမြန်စွာပြေးနေစဉ်ရွှေရောင်လက်စစ်ပိုက်ခွန်းအုပ်ရှိအနက်ရောင်ပုံရိပ်သည်အော်ဟစ်တန်တစ်ခုထုတ်လွှဲလိုက်သည်နားကွဲမတတ်ဗန်းအတတ်နှင့်အတူပုံရိပ်သည်ရှင်းပြမရအောင်ပေါက်ကွဲသွားပြီးသူ့ခန္ဓာကိုယ်၏တလက်မချင်းစီသည်သွေးနှင့်အသားဆိုင်များအဖြစ်ပြောင်းလဲကနေရအနက်ပြန်ကျဲသွားသည်ဟန်လီသည်အစာပိုင်းတွင်လန့်သွားတော့လေလင်းမြန်စွာအံ့အားသင့်သွားသည်သူသည်ပြိုင်ဘက်သည်ရက်ဆက်သောမိမိကိုယ်ကိုဖျက်ဆီးခြင်းနည်းစနစ်တစ်မျိုးကိုထုတ်လွှဲတော်မူဟုအစာပိုင်းတွင်တွေးခဲ့သည်ထို့သောပြိုင်ဘက်၏အသားနှင့်သွေးသည်ပိုက်ခွန်၏နေရများပေါ်သို့ပတ်သွားသည်ဤဘက်ကိုလုံးဝဖုံးအုပ်သွားသည်၎င်းတွင်မိသည့်စွမ်းအားများမရှိပုံရဲ့ဟန်လီသည်ရှုပ်ထွေးသွားပြီးတစ်ခုခုကိုတန်တရားဝင်လာသည်ထို့သောထို့နောက်သူသည်ပုံပန်မဟုတ်သောတစ်ခုကိုတတိပြုမိသည်ပြိုင်ဘက်၏သွေးအသားဆိုင်များနှင့်အသားများသည်စန့်ကျင်ပါပိုက်ခွန်၏နေရများပေါ်တွင်ကပ်နေပြီးဖြုတ်ချမိအရေးရောင်မပြိုပေထို့ဤဖြင့်သူ့မျက်လုံးများအောက်တွင်ဤအသားနှင့်သွေးသည်ပိုက်ခွန်၏နေရများပေါ်တွင်ထူးဆန်းစွာကွေးကောက်လာသည်
အီမင်ကွင်းကိုမြင်တော့အခါဟန်လီသည်ကြောင်သွားသည်ဖြစ်အတန်အနေကွဲနေအတူအသားနှင့်သွေးသည်ရုတ်တရက်သွေးမြူခိုးမှုများအဖြစ်ပြောင်းလဲသွားပြီးအသားအဆီးတလောက်အလင်းမြန်ဖြန့်သွားသည်၎င်း၏အများဆွင်းသည်အလွန်လင်းမြန်သောအကြောင်းမဲတောင်တစ်ခတ်တွင်တွင်အဖြူရောင်အလင်းအသားအဆီးအများစုသည်သွေးနီရောင်သို့ပြောင်းလဲသွားပြီးဖြို့အန်ချင်းစပွဲပြင်းထန်သောအနံ့ကိုထိုးလွှဲသည်ဟန်လီသည်ထိတ်လန့်သွားသည်သူသည်သူ့လက်ရှိကန့်သက်ချက်ဘူဒီကိုသူ့နောက်ရှိအသားအဆီးကိုအလင်းမြန်လိုက်ချလိုက်သည်ဘန်းအတန်းနှင့်အတူကန့်သက်ချက်ဘူဒီသည်အသားအဆီးနှင့်ထွေးထွေးသောအခါအမက်ရောင်အလင်းဘောလုံးတစ်ခုအဖြစ်ပေါက်ကွဲသွားသည်တယောက်ခုရှိသောအသားအဆီး၏အစိမ့်သည်တစ်ဖြတ်ဖြတ်တောက်သွားသည်အသားအဆီးတစ်လုံးသည်အနှဲငယ်တုန်ခါသွားသည်ဟန်လီသည်ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်သူ့လက်ဆယ်ချောင်းသည်လင်းမြန်စွာလိုက်လာပြီးဆဲခုသောဓာတ်စွမ်းအားများကိုတနေရာထဲကိုဆက်တိုင်ရိုက်ချလိုက်သည်အဖြူရောင်အလင်းကဖြတ်ဖြတ်တောက်မှုအနှဲငယ်အဖီးတွေအသားအဆီးသည်ကွဲကြေသောနီးပုံပေါ်သည် သူပျော်ရွှင်မှုနှင့်ပြည့်နှက်နေစဉ်သူမျက်လုံးများရှိတွင်သွေးအလင်းတစ်ဖြက်ဖြက်တောက်သွားပြီးသွေးမြူခိုအများပြားသည်အတားအဆီကိုဖုံးအုပ်ကသွေးနီရောင်သို့ပြောင်းလဲသွားသည်ဟန်လီ၏စိတ်သည်နစ်မြုပ်သွားသည်သူသည်ပတ်ပတ်လဲကိုကြည့်လိုက်ရာအလင်းအတားအဆီတစ်ခုလုံးသည်သွေးနီရောင်သို့ပြောင်းလဲသွားသည်ကိုတွေ့ရသည်သွေးမြူခိုသည်၎င်းအပေါ်တွင်ပုတ်တက်နေသည်ဖြစ်သောသွေးဆက်များအထိစူစည်းသွားသည်သွေးအနှံ့သည်ချက်ချင်းပိုမိုပြင်းထန်လာသည်မစင်စားဘဲသူသည်သူ့ပါးစပ်ကိုဖွင့်လိုက်ပြီးမိုးချိန်တန်ဟင်းဟောက်တန်နှုတ်တွင်ပကံလုံးကဲ့သို့ထူသောရွှေရောင်အကွေးတစ်ခုပြခတ်ထွက်လာပြီးသူ့ရှေ့ရှိသွေးနီရောင်အသားအဆီးကိုထိလိုက်သည်ရွှေရောင်အလင်းပေါက်ကွဲပြီးနောက်သွေးမြူခိုးသည်အနှဲငယ်ပြက်ပြဲသွားပြီးချက်ချင်းမူလအခြေအနေသို့ပြန်လည်ရောက်ရှိကာထိခိုက်မှုမရှိပုံရသည်ဤဒီမှာဟန်လီကိုအလွန်အံ့အားစေခဲ့သည်သူထုတ်လွတ်တော်မယ်အပြာရောင်ဝါးပြားတိမ်သားသည်ရုတ်တရက်ရပ်တန့်သွားပြီးသူ့မျက်နှာတွင်လေးနက်သောအမူအရာပေါ်လာသည်တစ်ချိန်မှာပဲပြိုင်ပတ်မိမိကိုယ်ဖျက်ဆီးပြီးအလင်းအတားအဆီးကိုသွေးအဖြစ်ပြောင်းလဲသည့်မြင်ကွင်းသည်မတူညီသောနေရာ10ခုတွင်တပြိုင်နက်တည်းဖြစ်ပေါ်နေသည်အလောင်းစားတိုက်ပွဲတွင်ပါဝင်သောတဲသီးသားကျင့်ကြံသူ10ယောက်သည်အဆောင်အရှောင်မရှိဘဲပြောင်းလဲသွားသောအလင်းအတားအဆီးအတွင်းတွင်ပိတ်မိနေကြသည်အောက်ရှိခွဲစည်းကုန်ကိုလှုပ်ဆောင်ချက်ကိုကြည်မြတ်သောအမျိုးတဲ့အဆင့်ကျင့်ကြံသူ10ယောက်သည်အခြေအနေဆိုးရွားကြောင်းတဘာဝအတိုင်းသိရှိကြသည်ပြိုင်ပိုင်မော်စရာများကိုတတိကြီးစွာစောင့်ကြည့်နေစဉ်သူတို့သည်ဖွဲ့စည်းကုန်ကိုရက်တန်းရန်လက်ခံများကိုအရင်လျင်ပြုလုပ်ကြသည်သူတို့၏လုံးဝအံ့အားဖွယ်စရာမှာအလင်းတိုင်းကသွေးနီရောင်သို့ပြောင်းလဲသွားသည်ကိုမြင်သောအခါမော်စရာများသည်ချက်ချင်းလှဲ့ကာမော်ဖွဲ့စည်းကုန်မှထွက်ခွာသွားသည်တစကားမှမပြောဘဲသူတို့၏ဖွဲ့စည်းကုန်စီသို့ပြန်သွားကြသည်ဤတစ်ချိန်တွင်မျိုးကျုံတိုက်နံသောအမျိုးသမီး10ယောက်သည်တက်တာရမရခဲ့ကြအစားတွင်သူတို့သည်အခြေအနေ၏ပြင်းထန်မှုကိုသဘောပေါက်ခဲ့ကြသည်အလင်းတိုင်းကားတွင်ပုံမှန်မဟုတ်သောအဖြစ်ကဲ့အတော့မော်စရာများတွင်တာဝန်ရှိပုံရသည်သူတို့ခံမှန်းထားသည့်အတိုင်းမော်ဖွဲ့စည်းပုံကိုမော်ထင်ရက်တန့်တော့လဲလေတဲ့ရှိသွေးတိုင်းကသည်ထူးထူးဆန်းဆန်းမပြည့်မစည်းရှိနေစေသည့်ပြီးသွေးမြူခိုးသည်ပါလာပြီးဒိုက်ကနံမြန်များသည်ထူထဲသောသွေးအလွာထင်ဖုံးအုပ်သွားကမျက်နှာပြင်ကိုလုံးဝဖုံးကွယ်သွားသည်လူရပေါင်းများစွာ၏သွေးကိုတကြိုင်နက်ထဲအထုံးပြထားတဲ့ကဲ့သို့ထင်နေသည်၎င်းသည်အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းသည်ဤမင်ကွင်းကိုမြင်သောအခါကြည်ရန်သခင်နှင့်အခြားသူများသည်တဘာဝတိုင်းထိတ်လန့်သွားကြသည်ချင်းကြံသူ10ယောက်ပင်မော်ဖွဲ့စည်းပုံကိုမရက်တတ်နိုင်သည်ကိုမြင်သောအခါသူတို့သည်တီငိမ်စွာဆက်လက်မနေနိုင်တော့ပါရုတ်တရက်သူတို့သည်တောက်ပတော့အလင်းတန်း3ခုဖြင့်ပြောင်းလဲကပြန်ထွက်သွားကြသည်ဆင်းသွားဒါကမင်းတို့ကင်တွယ်နိုင်မဲ့အရာမဟုတ်ဘူးဟုကြည်ရန်ကမော်ဖွဲ့စည်းပုံအထက်သို့ရောက်ရှိပြီးပြောင်းလဲသွားသောအလင်းတိုင်းကိုကချက်ကြည့်လိုက်ပြီးနောက်ညဉ့်ညမ်းစွာပြောလိုက်သည်အောက်ရှိကျင့်ကြံသူများသည်ဤစကားကိုကြားသောအခါတစ်တာရရှိပြီးသူတို့၏ဖွဲ့စည်းပုံစီသို့အလင်းမြန်ပြန်သွားကြသည်မျိုးရိုစွန်းအမိခံအမျိုးသမီးသည်ဟန်လီကိုပိတ်မိထားသောသွေးတိုင်းကိုတစ်ချက်ကြည့်လိုက်ပြီးခဏတာစိုးရိမ်သည့်အကြည့်တစ်ဖြတ်တွန်းသွားမိမှမတတ်နိုင်စွာထွက်ခွာသွားသည်ပြိုင်ဘက်မော်စရာစခန်းရှိအိုးမင်းရွယ်ချင်းနေသောအဖိုးကြီးနှင့်အခြားသူများသည်ဟန်လီနှင့်သူ့အဖွဲ့ပိတ်မိနေသည်ကိုမြင်သောအခါအစောပိုင်းတွင်စိတ်လှုပ်ရှားမှုအရောက်ရောက်ပြခဲ့တော်လဲကြီးမြတ်သောမော်စရာ3ပါးသည်ဖွဲ့စည်းပုံစီသို့ပြန်လာသောအခါအလွန်တင်းကျပ်နေစေသည်သွေးတိုင်းကိုဖျက်ဆီးနိုင်ပြီးသူတို့ရဲ့စွမ်းရည်အတွက်စိတ်ပူပုံမရှိဘဲသူတို့နောက်တွင်အနက်ရောင်ဝတ်ဆုံးဝတ်ထားသောလူကြီးနှင့်အမျိုးသမီးတဦးသည်ဘယ်မှမပေါ်ဘဲပေါ်လာခဲ့သည်ဂိုင်းကောင်းဆောင်ဖန်အောင်မြင်တာအမှန်ပဲဒီသွေးပိုက်ကွန်သည်ဂိုင်းကောင်းဆောင်ရဲ့ဂိုင်းပြောသလောက်အားကောင်းပြီးတေတေသားကျင့်ကြံသူ10ယောက်ကိုတရဝက်လောက်ပိတ်မိထားနိုင်မယ်လို့မျှော်လင့်ပေါ်တယ်။ထန်းနန်ဒီ10ယောက်ကိုဆုံးရှုံးသွားရင်သူတို့ရဲ့ခွန်အားသည်တဘာဝအတိုင်းညားစွာလျော့နေသွားမှာပါ။ပြီးတော့တရဝက်လောက်အချိန်ကကျွန်တော်တို့ထန်းနန်ကျင့်ကြံသူများနဲ့ပြက်သားသောတိုက်ပွဲတစ်ခုဖြစ်ဖို့လုံလောက်ပါတယ်။ဟု
အိုမင်းကိုချင်းနေသောအဖိုးကြီးကလက်လာဒီအနက်ရောင်ဝစ်ဆုံဝက်ထားသောလူကြီးကို၆တွေ့စွာရေမောတွင်ပြောလိုက်သည်စိတ်ချပါဒီသွေးပိုက်ကွန်သည်ကျွန်တော်တို့ဂိုင်းရဲ့လွှတ်ရွက်နီးစနစ်6ခုတွေကတစ်ခုပါရာစုနှစ်တစ်ခုလောက်မွေးမှုထားသောသွေးအလောင်း10ခုကိုပူဇော်ဖို့လိုအပ်ယုံသားမကပဲတန်တရာမဖြစ်စေဖို့သွေးအလောင်းအချို့ကိုနတ်ဆိုးဝိညာဉ်၄လုံးဒီပေးခဲ့ရသည်နောက်ဂိုင်းကောင်းဆောင်အပအဝေးကျွန်တော်တို့10ယောက်ကသူတို့ရဲ့ထောက်လန်းမှုကိုလွှဲ့ရိုင်ထင်းချိုးခဲ့သည်ဤသို့ပင်မကြီးမားစွာစူးစမ်းမှုများနဲ့နတ်တတိအနှဲငယ်အတောင်ဆွန့်လွတ်ခဲ့ပြီးနောက်မှာဂိုင်းကောင်းဆောင်ကတဘာဝတိုင်းလုံးဝယုံကြည်မှုရှိပါတယ်နောက်ဆုံးအဆင့်တဲတဲတဲ့ကျင့်ကြံသူပင်မော်စွမ်းရည်နဲ့အချိန်များစွာမသုံးဘဲဒီပိုက်ကွန်ကိုဖောက်ထွင်းဖို့မဖြစ်နိုင်တာကိုတွေ့ရမှာပါပြီးတော့မင်းကသူတို့ကိုအဲ့ဒီအခွင့်အရေးကိုပေးမှလားဟုအနက်ရောင်ဝတ်စုံဝတ်ထားသောလူကြီးကအဖိုးကြီးကိုလှဲ့ပြီးလောင်ပြောင်းစွာပြောလိုက်သည် အ내ရောင်ဝတ်စုံဝတ်ထားသောလူကြီး၏စကားများကိုအတိပြုတကယ်တော့အနှဲငယ်အကွာဝေးတွင်ရပ်နေသောချီအန်တီသူ့အောက်တွင်သွေးနီရောင်တိုင်းကားတစ်ခုကိုထားလိုက်ပြီးထို့နောက်မျက်စိချင်းစရာဓာတ်အော်ရာကိုထုတ်လုပ်ကပေါ့ပေါ့ပါပါခုတ်ချလိုက်သည်ပြင်းထန်သောပေါက်ကွဲသမျှဆက်တိုင်ထပေါ်ပြီးနောက်သွေးတိုင်းကားသည်အနှဲငယ်တွန်းခါပြီးမူလအခြေအနေသို့ပြန်လည်ရောက်ရှိသွားသည်ဤမြင်ကွင်းကိုမြင်သောအခါချီအန်၏အမှုရာသည့်ချက်ချင်းမဲမောင်သွားသည်ဤမြင်ကွင်းကိုမြင်တွေ့ရသောဝေဝူရာနှင့်ဟေးဝါနတ်ဆိုအိုတိုထီလိုက်တိုက်ခိုက်ရန်ရည်ရွယ်ချက်မပြခဲ့ကြပါသူတို့၏ထမြတ်သောအမြင်ဖြင့်သူတို့ထဲမှတယောက်သာစံသက်ထဲတော့လေသူတို့သည်ထွေးတိုင်းကား၏ကန်တက်ချက်များ၏ခွန်အားကိုချက်ချင်းတိုက်တာနိုင်ခဲ့သည်ဤထူးဆန်းသောထွေးတိုင်းကားသည်မယုံနိုင်လောက်အောင်ခက်ခဲပြီး၎င်းတွင်အခြားထူးဆန်းသောအရာတစ်ခုရှိပုံရသဖြင့်ဖြက်စီရအလုံးခက်ခဲသည်တိုးတော့ဤခုတ်ချမှုအပြီးတွင်၃ပါးလုံးသည်တိုင်းကားသည်အဓိကအားဖြင့်ရန်သူများကိုပိတ်မိစေရန်ဒီဇိုင်းထုတ်ထားပြီးသူတို့ကိုထိခိုက်စေရမဟုတ်ကြောင်းသဘောပေါက်ခဲ့သည်ဤသည့်မှာ၃ပါးလုံးကိုခါတီသောအပြုံတစ်ခုလဲလွယ်စေခဲ့သည်သူတို့သည်သူတို့၏ပြိုင်ဖက်သည့်တိုက်ပွဲအတွင်းရှိသောတိုက်ခိုက်နေသောချင်းချန်သူ10ယောက်ကိုပြင်းထန်သောဒဏ်ရာရစေရန်အားကောင်းသောတက်ကွက်တစ်ခုကိုအသုံးပြုလိမ့်မည်ဟုမူလကတွေးခဲ့ကြပါသို့သောသူတို့၏ပြိုင်ဖက်သည့်လူ10ယောက်ကိုယာယီပိတ်မိစေရန်ပထမဆုံးရည်ရွယ်ချက်ဖြင့်စတင်လိမ့်မည်ဟုသူတို့မမျှော်လင့်ခဲ့ကြပါဤသည့်မှာအဖိုးကြီးနတ်ဆို၃ဖားကိုအဆောင်အရှောက်မရှိဘဲပိုင်းမိစေခဲ့ပြီးသူတို့ကိုမာယွန့်စွာတွက်ချက်စေခဲ့သည်ကြိုတင်ပြင်ဆင်ထားသောအရာအလုံးသည်အသုံးမဝင်တော့ပါမိတ်ဆွေဒါဘလို့နတ်ဆိုနတ်စနစ်မျိုးလဲမင်းတို့ရဲ့နတ်ဆိုခိုင်6ခုမှဒီလိုနတ်စနစ်မျိုးမရှိဘူးမဟုတ်လားဒီနတ်စနစ်ကိုအသုံးပြုဖို့တစုံတစ်ယောက်ကိုမိမိကိုယ်ကိုဖျက်ဆီးစေတာဟာကျွန်တော်တို့တကယ်ကိုမမျှော်လင့်ခဲ့တဲ့အရာတစ်ခုပဲဟုဝေဝူယာကထပ်ပြင်းချပြီးဖြေဖြေချင်းမိလိုက်သည်မဟုတ်ဘူးဒီလိုထူးဆန်းသောလျှို့ဝှက်နတ်စနစ်မျိုးကိုကျွန်တော်ပထမဆုံးအချိန်မြင်ဖူးတာပါတာချင်းနိုင်ငံကချင်းချန်သူတို့ကိုတကယ်ပဲအထင်မသိသိဘူးထင်တယ်ဟုဟေဟွမ်နတ်ဆိုအိုကမင်းမောင်ကိုကပြောလိုက်သည်သူတို့၃ယောက်စိတ်ဆိုးနေကြပြီးအခြားပါတီကိုမေးရန်စိတ်ကူမရှိတော့ပါအဘဲချောင်းဆိုသောပြိုင်ဘတ်မော်ဆီယာစစ်တပ်တွင်စစ်ပုံများအထိုင်မီလာသောကြောင့်မော်ဆီယာအချို့သည်လေထဲသို့တက်ကလေအလဲတွင်ရက်နေကြပြီးမြေပြင်ရှိမော်ဆီယာများသည့်အနေထားကိုပြောင်းလဲကာထိုးစစ်အနေထားကိုယူကာပညာများရွတ်ဆိုရန်စတင်ခဲ့ကြသည်သူတို့နောက်ရှိကျင့်ကြံသူစစ်တပ်သည်ထူးဆန်းသောစစ်ပွဲ၏မြင်တွေ့ခဲ့ရသောလေအစစ်မြင့်ကျင့်ကြံသူများ၏လမ်းညွှန်မှုအောက်တွင်မထိတ်လန့်ခဲ့ကြပါတုံ့ပြန်သောအစစ်များသည်အသစ်မြတ်တာစတင်၍လာသည်အယောင်အမျိုးမျိုးရှိသောဝိညာဉ်အလဲများသည်ကျင့်ကြံသူများ၏အစစ်များတွင်တစ်ဖြတ်ဖြတ်ကောက်ရန်စတင်ခဲ့ကြသည်ဒီတစ်ခါကျွန်တော်တို့များစွာဆုံးရှုံးခဲ့ရတယ်။ကံကောင်းစွာနဲ့ပဲသူတို့ကိုယာယီပိတ်မိထားရုံသာရှိသေးပြီးသူတို့ရဲ့အသက်အန္တရာယ်မရှိဘူး။ကျွန်တော်တို့အချိန်ကိုဆွဲနိုင်ရင်သူတို့ထွက်ဖို့အခွင့်အရေးရလိမ့်မယ်။မူလကတည်းကကျွန်တော်တို့မှာမူလိုင်းလူမျိုးတွေထက်အစစ်မြင့်ကျင့်ကြံသူတွေပိုများတယ်။သူတို့10ယောက်ဆုံးရှုံးရင်တော့ကျွန်တော်တို့မော်ဆရာတွေထက်များစွာမအားနေပါဘူး။ဟိုခဏစဉ်းစားပြီးနောက်ဂျီယန်ကဟေဟွမ်နတ်ဆိုအိုနဲ့ဝေဝူယာကိုပြောလိုက်သည်ဂျီယန်၏စကားများသည်မိမိကိုယ်ကိုနဲ့သိမ့်ချင်းသာချစ်ကြောင်းသူတို့သိရှိတော်လဲအချင်းနဲ့သည်ဤအဆင့်သို့ရောက်ရှိနေပြီဖြစ်သောကြောင့်သူတို့သည်မတတ်နိုင်စွာလက်ခံရုံသာရှိသည်ဟုတ်ပါတယ်သူတို့နှစ်ဦးလုံးတဘာဝအလိုက်တော်တော်စိတ်ဆိုးနေကြတယ်ကောင်းနေအောက်ကတိုက်ပွဲကိုကျွန်တော်တို့အမိန်ပေးဖို့မလိုဘူးကျွန်တော်တို့မူလနတ်ဆရာအရှင်သခင်ကိုတတ်နိုင်သမျှထိန်းချုပ်ထားဖို့ပဲလိုအပ်တယ်ဟေဟွမ်နတ်ဆိုအိုကသူ့မျက်နှာပေါ်တွင်ကျန်းတန်းတော်အလိန်တန်းတစ်ဖြတ်ဖြတ်တောက်ပြီးနောက်မကောင်းဆိုးဝါးပုံစံခင်ပြောလိုက်သည်အခြားနှစ်ဦးကိုလက်ရှူကြကသူသည်သူ့ခေါင်းကိုမြင်ပြီးပြိုင်ပတ်မော်ဆရာစစ်တပ်ကိုဟိန်ဟောင်လိုက်သည်နည်းနည်းသောဝိညာဉ်ပညာအဆုံးမရှိသောမူလန်းဆရာအရှင်သခင်ကိုကျွန်တော်တို့ကြားပြီးလေးစားခဲ့ကြတယ်ကျွန်တော်ရည်နဲ့သူ့အဖော်၃ယောက်စလုံးကျွန်တော်တို့ရဲ့စွမ်းရည်တွေကိုစမ်းသပ်ချင်ပါတယ်မင်းတို့မော်ဆရာတွေထွက်လာပြီးတိုက်ဖို့စန္ဒာရှိမရှိသိချင်ပါတယ်ဟေဟွမ်နတ်ဆိုအိုဟင်းဟောက်တန်သည်လျိုဝှက်နီးစနစ်တစ်ခုကိုအသုံးပြုနေသည်မှာထင်ရှားသည်မိုးချင်းတန်ကဲ့သို့ထက်သည်ပတ်ပတ်လဲမိုင်းအတော်ကြာကောင်းကင်တဲ့မြေပြင်ကိုတုံလုစေတဲ့သည်နတ်ဖတ်စလုံးမှာရွတ်ဆိုချက်သည်ခဏတာရပ်တန့်သွားသည်
လဲထဲသို့တတ်သွားသောမောင်ဆရာအချို့ပင်လည်းအစင်းနှိမ်ကျင့်ကြံသူများဖြစ်တော်သူတို့သည်ရင်းရောင်သွားသည်မြေပြင်သို့လဲကျလူနီးပါဖြစ်သွားခဲ့သည် 黑环那苏奥他妈生可当国家多卡，我们越选你多阿婆基地，灭亡就多多嘞，头脑八平表来的。天南也阿几面从进江都崩腰呢带国家，扫地特色闹家的特色，没乱么对偏拉马呗。大别咩，只那个带国个乌上坡内阿马偏路，生可母个လက်看内马好步。第段，健康上番個一開俾呀羅馬唄，健康上番嘢那蘇講嘅一時阿萬那蘇變呀下，阿兩面馬咧一身體真正睇咧路揸比揸步吧咧。特嘅那蘇講嘅一時阿萬那蘇雙應個當拜晒奶咧蘇到，路只要睇個階段步噶，類股咧幾啥撇定咧。ကျွန်တော်တို့တဘောတူညီထားတဲ့အတိုင်းဆိုရင်ဒီကိုင်းခေါင်းဆောင်ကတဘာဝအတိုင်းလှုပ်ဆောင်မှာပဲကျွန်တော်လည်းထန်းနံရဲ့နံပါတ်1နတ်ဆိုးကျင့်ကြံသူရဲ့ထူးခြားတဲ့စွမ်းအားကိုမြင်ချင်ပါတယ်အနက်ရောင်ဝတ်စုံဝတ်ထားတော်လူကြီးကအေးဆက်စွာပြုတ်လိုက်သည်သူ့မျက်လုံးများတွင်အစိမ်းရောင်အလင်းထက်ဖြတ်ဖြတ်တောက်သွားသည်သူသည်အနက်ရောင်စွမ်းအင်ဖြင့်ဖုံးအုပ်လျက်လေသေးသို့ဖြည်းဖြည်းချင်းတက်ကတစ်ဖက်သို့ပလန်သွားသည်မျိုးရိုးကျုံအမိခံပညာရှင်နဲ့မျိုးရိုးပြီးအမိခံလူပို့တို့သည်စကားတခုမှမပြောဘဲငွေရောင်တက်တာနဲ့အနီရောင်အလင်းဖြင့်ပြောင်းလဲကနောက်မှလိုက်ပါသွားသည်ဤမြင်ကွင်းကိုမြင်တော့အခါတစ်ဖက်ရှိအမြင့်ဆုံးရန်အရှင်သခင်၃ပါးသည်အံ့အားသင်ပွဲတက်တန်များဖြင့်ပြောင်းလဲကကောင်းကင်သို့ပြန်ထွက်သွားကြသည်အနေရောင်ဝတ်စုံဝတ်ထားသောလူကြီးနဲ့မူလနတ်ဗုဒ္ဓအရှင်သခင်နှစ်ဦးသည်နောက်မှလိုက်ခဲ့ကြသည်6ရောင်စလုံးသည်မျက်စိတပွဲအဒီယန်တင်များကြသို့ပျောက်ကွယ်သွားကြသည်ခြေရလက်ခါမရှိပျောက်ဆုံးသွားကြသည်ထို့သောအနီးနားရှိကောင်းကင်သည်မကြမီအယောင်ပြောင်းလဲလာသည်မီးလန်အနီးရောင်နဲ့မောင်မဲသောအနက်ရောင်ကြားတွင်ပြောင်းလဲသွားသည်မိုးချင်းတန်များပေါက်ကွဲပြီးနောက်တောင်ပေါက်သောငွေရောင်နဲ့အယောင်ဝဲဆုံသောအလင်းများတစ်ဖြက်ဖြက်တောက်လာသည်ကောင်းကင်ရှိကျဉ်ချန်သူ6ယောက်တိုက်ပွဲဝင်နေစဉ်မိဘနဲ့အောက်အမြင့်များရှိကျဉ်ချန်သူစစ်တမ်းများနဲ့မောဆာစစ်တမ်းများလည်းသူတို့ရဲ့တိုက်ပွဲကိုဆက်တင်ခဲ့သည်ထို့သောတကောင်ဤထိုးခွင်တူရေးထိုးခွင်ဟိုကျဉ်ချန်သူများစွာကြားရှိစစ်ပွဲနဲ့မတူပဲတကောင်ဤထိုးခွင်တူရေးထိုးခွင်ချက်ချင်းလေလေသို့တက်ကမော်ဖန်တာများဖြင့်တူကိုတူတိုက်ခိုက်ကြမည်ဖြစ်သည်အစားချင်းထိုခက်သောအကွာအဝေးကရွတ်ဆိုတန်များတွေ့လာကြရင်ကျဉ်ချန်သူနဲ့မောဆာစစ်တန်းစစ်ကတပြိုင်နက်တည်းအမျိုးမျိုးအကအဝေးများကိုဖွင့်လိုက်ကြသည်ကြီးမားသောအလင်းတိုင်းကားများသည်နှစ်ဖက်စလုံးကဖြည်းဖြည်းချင်းမြင့်လာကြသည်သူတို့ရဲ့အဒီကအင်အားစုများကိုဖုံးအုပ်ထားသည်ရှင်းရှင်းလင်းလင်းပင်ကျင့်ကြံသူများသည်သူတို့၏ကာကွယ်ရေးကိုအရင်ပြီးစီးခဲ့သည်၎င်းသည်ကျင့်ကြံသူများ၏ငါးထက်စင်ကျင့်စဉ်နီးစနစ်များကမော်ဆရာများ၏ဝိညာဉ်ပညာများထက်ပိုမိုမြန်ဆန်သောကြောင့်မဟုတ်ပေထျန်းနံကျင့်ကြံသူများသည်အကာအကွယ်ဖွဲ့စည်းပုံများကိုတိဆောက်ထားသောကြောင့်ဖြစ်သည်သူတို့၏အများစုမှာဖွဲ့စည်းပုံတိဆောက်သည့်ပစ္စည်းများထင်ဖွဲ့စည်းထားသည်၎င်းသည်သူတို့၏ပြိုင်ဘတ်မြေဝိညာဉ်နီးစနစ်များထက်သုံးဆပိုမိုမြန်ဆန်စွာအသက်ဝင်စေသည်ဤမြင်ကွင်းကိုမြင်သောအခါတိုက်ပွဲကိုတာဝန်ယူထားသောလုံဟန်သည်မဆိုင်မတွတ်အမိပေကတိုက်ခိုက်မှုကိုအရင်စတင်ခဲ့သည်ပထမဆုံးတိုက်ခိုက်သည်မှာဟန်လီအရင်ကမြင်တွေ့ခဲ့ရသောဂျင်းနီခေါင်းလောင်းကြီးအပါဝင်10မျိုးကျော်သောအကွာဝေးကျယ်ပြန့်သည့်မောဘန္တာများဖြစ်သည့်ဂျင်းနီခေါင်းလောင်းကိုထောက်ကူထားသောပေါင်းသည်ကျင့်ကြံသူများ၏အဆင့်ရှေ့သို့ရောက်ရှိနေပြီဖြစ်သည့်လေထဲသို့ပေါပေါပါပါမျောနေပြီး၎င်းသည်မြေပြင်မှပေတာစင်ပေါင်းများစွာအထက်တွင်ရပ်နေပြီး၎င်း၏ဘေးတစ်ဖက်စီတွင်အဝါရောင်ဝတ်စုံဝတ်ထားသောတန်မာသောလူ9ယောက်သို့မဟုတ်10ယောက်သာကားကွယ်ပေးထားသည့်ခေါင်းလောင်းဘေးတွင်ထိုင်နေသောလူကြီးသည်တနည်းနှင့်ပြင်ထက်လက်ပြီးဆဲဘေးရှိသောတန်တူးကိုကိုင်းဆောင်ထားကခေါင်းလောင်း၏ဘေးတွင်တိတ်ဆက်စွာရပ်နေသည့်တိုက်ခိုက်ရန်အမိတ်သည့်ပခမလွိုင်းတိုက်ခိုက်မှုကိုတာဝန်ယူထားသောကျင့်ကြံသူများ၏နားသို့ချက်ချင်းရောက်ရှိလာသည့်ဂျင်းနီစင်ပေါ်ရှိတန်မာသောလူကြီးသည်ချက်ချင်းသူ့မျက်လုံးများကိုကျဲကျဲဖွင့်လိုက်သည်သူ့ခန္ဓာကိုယ်မှတပေရှိသောအဝါရောင်အလင်းထွက်ပေါ်လာပြီးသူသည်သူ့တန်တူးများကိုလွဲကခေါင်းလုံး၏ဘေးကိုပြင်းထန်စွာခောက်လိုက်သည်တောက်ပတ်လာသောရွှေရောင်အလင်းပေါက်ကွေးထွက်လာသောလေထူးဆန်းစွာပင်အလင်းသာတောက်ပတ်ပြီးအတန်မထွက်ခဲ့ပါရွှေရောင်အလင်းပေါ်လာသည့်နှင့်တပြိုင်နက်၎င်းသည်ပေါက်ကွဲကပြိုင်ဘက်ပတ်ကိုပစ်ခတ်သောမရေမတွက်နိုင်သောရွှေရောင်ကျဲများဖြင့်ပြောင်းလဲသွားသည်ထို့သောပေဒါစင်ပေါင်းများစွာပြန်သွားနောက်ပရောပါသောဖြစ်အတန်များထပေါ်လာပြီးရွှေရောင်ကျဲများသည့်ရွှေရောင်မြူခိုးမြင်များဖြင့်ပြောင်းလဲသွားသည်တန်မာသောလူကြီးသည်သူ့တန်တူးများဖြင့်ယူးဆွဲစွာဆက်လက်ခောက်နေပြီးခေါင်းလောင်းမှမရေမတွက်နိုင်သောရွှေရောင်ကျဲများပေါက်ကွဲထွက်လာကရွှေရောင်မြူခိုးသည်ပြိုင်ဘက်မော်ဆီယာစစ်တပ်စီသို့လွိုင်းများကဲ့သို့ပစ်လွှမ်းသွားသည်အနှဲငယ်ပိုဝေးသောနေရာတွင်လူနှစ်ဦးသည်9ပေသို့မဟုတ်6ပေမြင့်သောတရိကန်ပုံသဏ္ဍာန်အနက်ရောင်နှဖူးစီကိုထောင်ထားပြီးအနက်ရောင်အလင်းဖြင့်တောက်ပါနေသောအနက်ရောင်နဂါးကိုပန့်ထိုးထားသည်ကျင့်ကြံသည့်နှစ်ဦးမှတရိကန်အနက်ရောင်နှဖူးစီကိုအယူအမှုလုခါနေမှုအောက်တွင်အနက်ရောင်နဂါးသည်နှဖူးစီ၏ညံ့နှဖြင့်မှပေါ်လာပုံရသည်ဤနဂါးသည်သူ့မျက်လုံးများကိုဖွင့်လိုက်ပြီးနှက်ပြရောင်နှဆိုးလေပြင်းများသည်သူ့ပါးစပ်မှပေါ်ပါပန်ထွက်လာသည်ဟောက်တန်နှင့်လေပြင်းများထပ်ပေါ်လာပြီးလေစင်နာမောင်းများသည်အနက်ရောင်ကျဲပလာလူနေရာအဖြစ်ဖြောင်းလဲကတဲနှင်6များကိုချက်ချင်းမွေနောက်လိုက်ပြီးမြင်နိုင်ရန်မဖြစ်နိုင်အောင်ဖြစ်စေသည်မီးလန်မှနှင်းမီးဝတ်များ
အနီရောင်ဝတ်စုံဝတ်ထားသောမိန်းကလေး9ယောက်သည်အနီရောင်ပိုးဖြင့်ဖုံးအုပ်ထားသောဘန်းကိုတဦးစီကင်ဆောင်ထားပြီး၎င်းအပေါ်ရှိဖန်သားများဖြင့်ဖောင်ပွားနေသည်ထူးဆန်းသောဖွဲ့စည်းပုံဖြင့်စီစဉ်ထားသောမိန်းကလေး9ယောက်သည်လေထဲတွင်ပေါ်ပေါ်ပါပါမျောနေကြသည်အနီရောင်ဝတ်စုံဝတ်ထားသောမိန်းကလေးသည်သူမ၏ကြောက်စည်းကဲ့သို့သောလက်မောင်းဖြင့်အနီရောင်ပြားကိုတပြိုင်တည်းတွင်မြင့်တင်ကာတီးရှင်းကဲ့သို့သောရွတ်ဆိုချက်ကိုရွတ်ဆိုလိုက်သည်အနီရောင်အလန်းတစ်ဖြက်ဖြက်တောက်သွားပြီးတောက်ပါသောအနက်ရောင်ကျေးနီးပြား9ခုသည်ပြားမှရွတ်တက်ပြန်သွားထွက်လာပြီးလေထဲတွင်စုယုံကာထို့နောက်အရှိန်မြင့်တလက်သွားသည်ထိုနေရာတွင်ခြေအနှဲငယ်အရွယ်ရှိသောမီလီယံအနက်ရောင်ရှေးအောင်မှတစ်ချက်ပေါ်လာပြီး၎င်း၏မျက်နှာပြင်သည်ဝိညာဉ်အလင်းဖြင့်တောက်ပါနေသည်မှန်မှအလက်တီရွယ်မီးငွက်မြေမတွက်လိုက်အောင်ပန်းထွက်လာပြီးတခုစည်းသည်မီးလျံများဖြင့်ဖုံးအုပ်ထွဲကာမီးကိုထွေးထွေနေသည်ထို့နောက်ကီလန်သောအော်တန်တစ်ခုထွက်ပေါ်လာပြီးနောက်၎င်းသည်များများကဲ့သို့ခက်ခတ်ထွားကြသည်ရေခဲဘူးများပိုးဝုဆုံဝတ်ထားသောအခုကြီး3ယောက်သည်တဝက်ပိတ်ထားသောမျက်လုံးများဖြင့်လူတဝက်အရာစီသောဘူးတစ်လုံးစီကိုတဲဆောင်ကာဖွဲစည်းပုံကြီးရှေ့သို့ရှောက်လာကြသည်ပိုးဝုဆုံဝတ်ထားသောအဖိုးကြီး3ယောက်သည်တရိကန်ပုံသဏ္ဍာန်ဖွဲ့စည်းကာသူတို့နောက်ရှိကြီးမားသောဘူးများကိုတပြိုင်တည်းတွင်ဆင်ခေါ်လိုက်သည်မရေမတွက်နိုင်သောနင်းပွေများနှင့်မိုးသီးများဖြင့်ရောနှောထားသောအေးဆက်သောအဖူးရောင်အော်ရာသည်သူတို့ရှိရှိ area တစ်လုံးကိုချက်ချင်းအေးခဲနေသောအန်တွေနေ၍အဖွေပြောင်းလဲသည့်ထို့နောက်ပြိုင်ဘတ်ဘက်ပုံငရှိမြင်တိုက်ထွက်သွားသည်ဤထူးခြားသောဗန္ဒာများမှတိုက်ခိုက်မှုများသည့်တပြိုင်တည်းတွင်နေမှစတင်ခဲ့သည်ပြိုင်ဘတ်မော်ဆာယာများသည့်သူတို့၏အကာအကွယ်တိုက်ကားများကိုဖွဲ့စည်းရမတ်တနိုင်ခဲ့သည်ပဲတံပြန်တိုက်ခိုက်မှုမပြုနိုင်ပဲအိုးရွရွရချနေသောအဖိုးကြီးအမိန့်အောက်တွင်တိုက်ခိုက်မှုကိုခံယူတာရှိသည်ဤထူးခြားသောဘန္တာများမှတိုက်ခိုက်မှုများသည်တပြိုင်နက်တည်းနှီးပါစတင်ခဲ့ပါသည်ပြိုင်ဘတ်မော်ဆာများသည်သူတို့၏အကားကွယ်ဒိုင်းခါများကိုဖွဲ့စည်းရန်မတတ်နိုင်ကြသေးပဲတံပြန်တိုက်ခိုက်ခြင်းမပြုနိုင်ပဲအိုမင်းရွယ်ချေနေသောအဖိုးကြီး၏အမိန့်အောက်တွင်တိုက်ခိုက်မှုကိုခံနိုင်ယုံသာရှိသည်ချက်ချင်းပင်တိုက်ခိုက်မှုများထွေထွေသည့်အချိန်တွင်ရွှေရောင်မြူခိုးအနက်ရောင်လေးနှင့်အခြားဖြေရများသည့်ချင့်ချန်သူများရဲ့ဒိုင်းကာများပေါ်တွင်တပြိုင်နက်တည်းပောက်ကွဲသွားသည်အယောင်အဆွေးဆောင်သောအလင်းများဖြတ်ချက်တုပ်သည်မော်ဆာများရဲ့ဒိုင်းကာများသည်အနှဲငယ်တုန်ခါသွားသည်ဤမင်ကွင်းကိုမြင်သောအခါလုံဟန်သည်မဆိုင်မတွေ့နောက်ထပ်အမိန့်တစ်ခုထုတ်ပြန်လိုက်သည်အမိန့်ကိုခံယူပြီးနောက်ကျင့်ကြံသူများသည်ပထမလွိုင်းမပြီးဆုံးမီချက်ချင်းဒုတိယတိုက်ခိုက်မှုကိုစတင်လိုက်သည်ဤတစ်ချိန်တွင်တိုက်ခိုက်မှုသည်အမျိုးမျိုးသောဂိုင်းများမှထုတ်လွှင့်သောကြီးမားသောပူးပေါင်းတိုက်ခိုက်မှုနီးစနစ်ဖြစ်သည်အမျိုးမျိုးသောအလင်းတန်းများနှင့်ပြင်းထန်သောနှဆိုးမီလီယံများသည်ကျင့်ကြံသူအဆင့်များမှပောက်ကွဲထွက်လာပြီးမောဘန်ဒါနာမောပထမလွိုင်းတိုက်ခိုက်မှုများနှင့်ချက်ချင်းပေါင်ဆက်ခါမော်ဆာအဆင့်တစ်ခုလုံးကိုလွှမ်းမိုးသွားသည်မော်ဆာများရဲ့အကားကွယ်ဒိုင်းကာများသည်ဤမရမနာတိုက်ခိုက်မှုများကြောင့်လုံးဝလွှမ်းမိုးခံလိုက်ရသည်ပိန်ချုံညသောအဖိုးကြီးရဲ့မျက်နှာသည်မဲမောင်သွားသည်သူသည်သူ့ရဲ့ဝိညာဉ်ပညာကိုအသက်ဝင်ရတွင်စက္ကန့်ရဲ့သစိတ်ကစိတ်များသာနေခွေးခြင်းကသူ့ကိုချက်ချင်းကားခွဲရေးအနေထား၍ရောက်ရှိလိမ့်မည်ဟုသူဘတော်မမြောက်လင့်ခဲ့ပါဘူး။ရန်သူရဲ့ထိုးစစ်သည်အလွန်ပြင်းထန်သောကြောင့်သူသည်သူ့မော်ဆာများလိုကမ်းပြန်တိုက်ခိုက်ရန်ချက်ချင်းမဆုခွာနိုင်ခဲ့ပါဘူး။ထိုကဲ့သို့သောကြောက်မက်ဖွယ်တိုက်ခိုက်မှုအောက်တွင်တဲတဲသာကျင့်ကြံသူပင်မောဖွယ်စည်းထုံရဲ့ကားကွယ်မှုမရှိဘဲဤတိုက်ခိုက်မှုများကိုတိုက်ခိုက်ခံရန်မရဲရဲကြပါဘူး။မိတ်ဆွေလူကျွန်တော်တို့မိတ်ဆွေရဲ့အေယာမအသားရဲတွေကိုတုံးရတော့မယ်ထင်တယ်မဟုတ်ရင်ကျွန်တော်တို့အသားစီရနိုင်မှာမဟုတ်ဘူးခုအဖိုးကြီးကရုတ်တရက်သူ့ဘေးမှာအနက်ရောင်ဝတ်စုံဝတ်ထားတော့အမျိုးသမီးကိုပြောလိုက်တယ်ဂိုင်းကောင်းဆောင်ကထိုအေယာမအသားရဲလေးကိုရှင်ကိုချေးထားတဲ့အတွက်တုံးပါကျမကိုတီးတန့်အကြောင်းကြားဖို့မလိုပါဘူးဟုအနက်ရောင်ဝတ်စုံဝတ်ထားတော့အမျိုးသမီးကအနှဲငယ်ပြုံးကစိုးရိမ်မှုမရှိပုံရသည်အဖိုးကြီးကကျေနပ်စွာကောင်းကြီးပြီးချက်ချင်းအမိန့်များပေးလိုက်သည်နာကွဲမတဟင်းဟောက်တန်ထွက်ပေါ်ဒီနောက်ဒါစင်တဝက်ကျော်သောကြီးမားသောပုံရိပ်များသည့်မော်ဆာ၏အကာအကွယ်အတားအဆီးမှတိုက်ခိုက်မှုမျိုးမျိုးကိုရင်းဆိုင်ကထွက်ပေါ်လာသည်၎င်းတို့သည်ရိုင်းဆိုင်သောတန်ကြပ်ကာတာရဲများဖြစ်ကြသည်ထွက်ပေါ်လာသည့်နှင့်တပြိုင်နက်၎င်းတို့သည်ကြင့်ကြံသူစခန်းစီသို့ချစ်ချင်းတိုက်ခိုက်သွားခြင်းတဘာဝအတိုင်းပဲကြင့်ကြံသူများ၏တိုက်ခိုက်မှုရှို့သည်ဤသားရဲများစီသို့အာယုံပြောင်းသွားပြီးမော်ဆာအစစ်များစီသို့ရည်ရွယ်သောပညာများမှအနှဲငယ်ရပ်တန့်မှုချီစေသည်ဤအခွင့်အရေးကိုယူကာအစစ်မြင့်မော်ဆာဒါဇင်ပေါင်းများစွာသည်အလင်းအမြန်ပြန့်ထွက်လာပြီးရွဆိုချက်များရွဆိုနေစဉ်အယောင်အမျိုးမျိုးရှိသောကြီးစန်းပုံတန်တန်ဖြစ်စီဒါဇင်ပေါင်းများစွာကိုတပြိုင်တည်းထွက်လွှတ်လိုက်သည်မယုံနိုင်လောက်အောင်မြင်ကွင်းတစ်ခုပေါ်ပေါက်လာသည်ဤပစ္စည်းများထဲမှအချို့သည်မြေပြင်သို့ထူးဆင်းပြီးပျောက်ကွယ်သွားကြသည်အခြားအရာများမှအပြာရောင်အလင်းဖြင့်ဖုံးအုပ်ခင်မမီရိုင်းဆိုင်ဆိုင်လဲပါသွားကြပြီးအချို့အရာများမှကြည်လင်သောရေအိုင်ဖြင့်စူစီးသွားကြသည်သို့မဟုတ်မီးလျံများဖြင့်လွှမ်းခြုံလက်သူ့အလိုလိုမီးလောင်သွားကြသည်ထို့နောက်မြေပြင်မှအပြာရောင်အလင်းမှရေနှင့်မီမှနတ်ဆိုးသားဟိအမျိုးမျိုးသည်လေထဲမှရုပ်ထင်ရှားလာကြသည်ဘေ
ဘေဆဲစောကြောရှိသောအဝါရောင်မြေစပါးကြီးငွေများခုနှစ်စောရှစ်စောမြင့်သောအေယာမှမိဝင်ဖို့လွေများလေးကဲ့သို့သောအပြာစိမ့်ငွေများနှင့်ရေမြူခိုးပင်ဖုံးအုပ်ထားသောအပြာရောင်နတ်ဆိုးလေးများဤနတ်ဆိုးသားရဲများပေါ်လာသည့်နေ့တစ်ပြိုင်နက်၎င်းတို့သည်ရိုင်းဆိုင်သောဘီလူကြီးများ၏နောက်မှချက်ချင်းလိုက်ကပြိုင်ပတ်ကျင့်ကြံသူစစ်တပ်စီသို့တိုက်ခိုက်သွားကြသည်ဤဘီလူကြီးများသည်သူတို့၏တဘာဝထူထဲသောသားရဲများနှင့်တန်ကြပ်ကားများနှင့်သူတို့အပေါ်ပင်ပစ်ထားသောအမျိုးမျိုးသောအကားအကွယ်ပညာများကြောင့်အလွန်အားကောင်းသည်အမျိုးမျိုးသောပညာများကြောင့်မယမနာဟင်းဟောင်နေသောလေချက်ချင်းဒဏ်ရာများဖြင့်ဖုံးအုပ်သွားသောလေအားတော်စရာကောင်းသည်တခုမှမလဲခဲ့ရထို့သောသူနောက်ရှိပြောင်းလဲသွားသောနတ်ဆိုးများမှကံကြမ္မာမတူခဲ့ရသူတို့သည်အလားတူခံညာနေပုံပေါ်သောလေတိုက်ခိုက်မှုတစ်ချက်အပြီးတွင်အများစုမှကွဲချေသွားပြီးသူတို့၏ကိုယ်ခန္ဓာများသည်ဝိညာဉ်အလင်းအဆက်အပြောင်များသည်ပြိုးကွဲကာခြေရာလက်ရာမရှိပျောက်ကွယ်သွားကြသည်သူတို့၏ဝိညာဉ်ဆွဲရည်များစွာဆုံးရှုံးသွားသောပစ္စည်းများသည်ရိုးရှင်းစွာမြေပြင်သို့ကျရောက်သွားကြသည် သို့သောအစစ်မြစ်မော်ဆီယာများသည်၎င်းကိုလစ်ယူရှူလိုက်ကြပြီးသူတို့၏လက်ကဝက်ကိုပစ်ချလိုက်ရာနောက်ထပ်ပစ္စည်းအစုတစ်ခုကိုထုတ်လွှတ်လိုက်သည်ရွတ်ဆိုချက်များရွတ်ဆိုပြီးနောက်နတ်ဆိုးများပြန်လဲပေါ်လာကတေချင်းကိုမကြောက်ပဲရှေ့သို့ဆက်လက်တိုက်ခိုက်ကြသည်၎င်းသည်ကြင်ကြံသူများစွာ၏မျက်နှာများကိုအနှဲငယ်ပြောင်းလဲစေသည်ဤနတ်ဆိုးများစီသို့ရည်ရွယ်သောပညာများသည်တတိမပြုမိပဲတိုးလာခဲ့ပြီးမော်ဆီယာစခန်းအပေါ်ရှိဖျားသည်တိတိတသာလျော့နေသွားသည်တန်ပြန်တိုက်ခိုက်ခြင်းဤမင်ကွင်းကိုမြင်သောအခါလုံဟန်းဤမျက်နှာသည်မဲမောင်သွားပြီးသူသည်အလင်းအမြန်အမိပေးရန်ကြိုးစားသည်သို့သောအရန်နောက်ကျသွားပြီးအိုမင်းရွှေရှိနေသောအဖိုးကြီးသည်နောက်ဆုံးတွင်အခွင့်အရေးကိုရကအမိပေးလိုက်ပြီးမော်ဆီယာအနှဲငယ်ကိုထိုးစစ်ဝိညာဉ်ပညာများသို့ပြောင်းလဲလိုက်သည်ချက်ချင်းပင်ရွတ်ဆိုချက်များရွတ်ဆိုနေစဉ်အယောင်အမျိုးမျိုးရှိသောဝိညာဉ်အလင်းများပေါက်ကွဲထွက်လာသည်တခုစီသည်စံပြည့်အချင်းရှိသောကြီးမားသောမီးလုံးများနှင့်တစ်ပင်ငယ်တွေထူသောရဲခဲလံများသည်လယ်ထဲတွင်စုစည်းကပုံထဏံပေါ်ပေါက်လာသည်ဝိညာဉ်ပညာဖွဲ့စည်းပုံဤမင်ကွင်းကိုမြင်သောအခါလုံဟန်းသည်သူ့ကိုသူ့ရွတ်လွတ်လိုက်သည်သူသည်ပြိုင်ဘက်ကိုဆက်လက်နှိမ်မိနိုင်တော်မီမဟုတ်ကြောင့်တည်ရှိကသူ့နှုတ်ခမ်းများတွင်တရင်ကိုလင်းမြန်စွာပေးပို့လိုက်သည်ချက်ချင်းပင်မောဖန္ဒများသည်သူတို့၏တိုက်ခိုက်မှုကိုရပ်ဆိုင်းလိုက်သည်သူတို့၏ပိုင်ရှင်များသည်သူတို့၏ဖန္ဒများနှင့်အလင်းအမြန်ပြန်လဲဆုတ်ခွာကအဆင့်များသို့ပြန်လဲဝင်ရောက်ကအတအစီး၏ကာကွယ်မှုကိုပြန်လဲခံယူကြသည်တပြိုင်နက်ထဲမှပင်အတော်အတွင်ခွန်အားရှိသောကျင့်ကြံသူထောင်းကျော်သည်ကျင့်ကြံသူအဆင့်ပြားတွင်ပြန်လဲထွက်လာကတခုစီသည်ခြေအနှဲငယ်ရှိသောဖွဲ့စည်းပုံအလံကိုကိုင်ဆောင်ထားသည်သူတို့သည်လင်းမြန်စွာခမ်းနားကြီးထိမ့်လန့်ဖွဲ့သောဖွဲ့စည်းပုံတစ်ခုကိုဖွဲ့စည်းကထို့နောက်သူတို့၏အလံများကိုလဲထဲသို့ပစ်တင်လိုက်သည်ကြီးမားသောဒိုင်းကာကဲ့သို့သောငါးရောင်ချဲအလင်းဤကျဲလွမ်းသောဧရိယာတစ်ခုသည်ကျင့်ကြံသူအဆင့်များအပေါ်တွင်ပေါ်လာကစစ်တပ်အားနောက်ထပ်ကာကွယ်မှုအလားတစ်ခုကိုထပ်ထည့်ပေးသည်ဤအချိန်တွင်ကြီးမားသောမီးလုံးရာပေါင်းများစွာကိုပြိုင်ဘက်မှတပြိုင်နက်တည်းထုတ်လွှတ်လိုက်ပြီးနောက်တွင်တထောင်ကျော်သောကြီးမားသည့်ရေခဲလံများလိုက်လာသည်ချက်ချင်းပင်မီးလွှိုင်းလေးများနှင့်ရေခဲမြူခိုးများသည်ကျင့်ကြံသူစစ်တပ်တစ်ခုလုံးကိုဖုံးအုပ်သွားသည်အေယာမသားရဲများနှင့်ဖြစ်စည်းပြောင်းလဲသွားသောနတ်ဆိုးသားရဲများသည်အကွာအဝေး၏တဝက်ကျော်ကိုဖုံးလွှမ်းထားသည်မော်တိုက်ခိုက်မှုများ၏လှိုင်းများစွာအပြီးတွင်သူတို့သည်ကျင့်ကြံသူများစီသို့လုံးဝရောက်ရှိသွားကြသည်ဒါစဉ်တဝက်ကျော်သောအေယာမသားရဲများထဲမှအတန်မဆုံး9ကောင်သို့မဟုတ်10ကောင်သာကျန်ရှိတော်ပြီးဒုတိယအကြိမ်ပြောင်းလဲခဲ့သောနတ်ဆိုးသားရဲများသည်လည်းအများစုဆုံးရှုံးသွားခဲ့သည်သို့သောကျင့်ကြံသူများ၏အလွန်အကျွမ်းထူးထိန်ကိုရင်ဆိုင်ရာတွင်ဤနတ်ဆိုးသားရဲများသည်တေချင်းကိုမကြောက်ဘဲသူတို့၏ကြမ်းတမ်းသောတိုက်ခိုက်မှုကိုဆက်လက်လှုပ်ဆောင်ခဲ့သည်ကျင့်ကြံသူများစုစည်းထားသည့်ငါးရောင်ချဲကန်လန်ကာသည်ဝိညာဉ်နိစနစ်များကိုတံပြန်ရန်အထူးဒီဇိုင်းထိုးထားသောကန်တက်ချက်ကိုဖြစ်သည်အလွန်အမခန့်ဖြစ်စေသောတိုက်ခိုက်မှုအပြီးတွင်ထိုကန်လန်ကာမှာလုံးဝငြိမ်သက်နေဆဲဖြစ်သည်လုံဟန်ဤမျက်နှာသည်ဤမြင်ကွင်းကိုမြင်သောအခါဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်ပြန်ထွက်လာသောကျင့်ကြံသူတထောင်ကျော်သည်ကိုးနိုင်ငံမဟာမိတ်အဖွဲ့မှအထက်တန်းစားတပည့်များဖြစ်ခဲ့ပြီးအချိန်အတော်ကြာလေ့ကျင့်ထားသောကြောင့်ဤဖွဲ့စည်းပုံကိုကျွမ်းကျင်စွာတည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်၎င်းဤစွမ်းအားကိုမြင်တွေ့ပြီးနောက်ဝေဝူယာကချက်ကောက်တို့စုချက်မဟုတ်ကြောင်းသိလိုက်ရသည်ထိုတိုက်ခိုက်မှုမအောင်မြင်သည်ကိုတွေ့သောအခါအိုမင်းရွှေကျုံနေသောအဖိုးကြီး၏မျက်နှာသည်မဲမောင်သွားသည်သို့သောသူသည်နောက်တစ်ချိန်တိုက်ခိုက်ရန်အမိန့်ကိုချမှတ်ရန်တုံ့ဆိုင်မနေခဲ့ပါမော်ဆီယာစခန်း၏ရွတ်ဆိုတန်များကြားတွင်ဤတစ်ချိန်၌စူးစီးလိုက်သောအရာသည်ရိုးရှင်းသောမီးလုံးများနှင့်ရေခဲလံများမဟုတ်တော့ဘဲမီးကြီးကမ်းများနှင့်ကြောက်ထလင်းရေခဲမြွေကြီးများဖြစ်ချပြီးလေတွေမှတဖြည်းဖြည်းပုံထန်ဖြစ်ပေါ်လာသည်ဟုတ်ပါတယ်ပထမအချိန်တိုက်ခိုက်မှုထက်တော့အချိန်ပိုကြပါလေထိုအချိန်တွင်ပြိုင်ဘက်ကျင့်ကြံသူစခန်းတွင်အနှဲငယ်သောလှုပ်လှုပ်ရှားရှားဖြစ်ပေါ်လာပြီးအစိမ်းရောင်ဝတ်စုံဝတ်ထားသောကျင့်ကြံသူအုပ်စုတစုသည်အကာအကွယ်အသားစီးမှပြန်ထွက်လာခဲ့သည်သူတို့သည်ခါးတွင်ချိတ်ဆွဲထားသောဝိညာဉ်သားရဲ့အိမ်များကိုတပြိုင်နက်တည်းချုပ်လိုက်ကြပြီးကောင်းကင်သို့ပစ်တင်လိုက်ကြသည်
နှုတ်ခမ်းအားအောက်ဘက်သို့မျက်နှာမူထားသောဝိညာဉ်သားရဲ့အိတ်သည်အယောင်အဝေးဆုံးအလင်းသားများကိုပြန့်ထုတ်လိုက်ရာမှာပုံထံအမျိုးမျိုးနှင့်အရွယ်အစားအမျိုးမျိုးရှိသောနတ်ဆိုးသားရဲ့ဓာစင်ပေါင်းများစွာပြန်ထွက်လာခဲ့သည်ဦးဆောင်သောသားရဲ့သုံးကောင်သည်အထူးထူခြားဆန်ထက်သည်တကောင်မှာဦးကောင်းတွေငကားချိုရှိသည့်ခန္ဓာကိုယ်တစ်လုံးအကျဉ်းများဖုံးလွှမ်းနေကအထူရောင်အလင်းများဒလလတ်တောက်ပါနေသည်ရှားပါသောငကားမြင်သားရဲ့ဖြစ်သည်နောက်တကောင်မှာညဉ့်ညူးသောလေများကိုပြန်ထုတ်နေသည်အစိမ်းရောင်အမွေးများရှိသောခေါင်းနှလုံးနတ်ဆိုးချင်သည်ဖြစ်သည်နောက်ဆုံးတကောင်မှာကိုရွေ့ပင်ထိလန့်စရာကောင်းသည်အနီရောင်ငားစေးချုပ်စေးရှိသောအေယာမှာကင်းမီကောက်ကြီးဖြစ်ပြီး၎င်း၏ကြောပေါ်ရှိသောကင်းမီကောက်ချိတ်ပါနတ်မောင်သောခရမောင်ထစ်ကကြောရိုးအတွင်းသို့အေးဆက်ကိုပို့ဆောင်နေသည်ဤနဆိုသားရဲ့များသည့်ယူလင်ကိုင်းမှာတေချာဂရုတစိုက်မွေးမြူထားသောအာကောင်းသောဝိညာဉ်သားရဲ့ဥစုဖြစ်သည်လွတ်လိုက်သည်နှင့်၎င်းတို့သည်ဥဆောင်သားရဲ့သုံးကောင်၏ဥဆောင်မှုအောက်တွင်ရှေးတက်လာသောအေရာမသားရဲ့ကြီးနှင့်မောဆရာကဆင့်ခေါ်ထားသောအယောင်ပြဝိညာဉ်သားရဲ့များစီသို့ချက်ချင်းတိုက်ခိုက်ဝင်ရောက်သွားသည်သားရဲ့များတိုက်ခိုက်မိရာမှာနတ်ဆိုးလေးတစ်ချက်လေးပြင်းတိုက်သွားသည်ဥဆောင်သားရဲ့သုံးကောင်သည်တကောင်ချင်းစီတိုက်ခိုက်မှုတွင်ကြမ်းတမ်းသောသားရဲ့ကြီးတကောင်စီကိုထိန်းချုပ်ထားနိုင်တော်လဲကြမ်းသားရဲ့များသည်အရေးအတွက်များပြားသည်အခြေအကြာကြီးလေးချိန်ထားခြင်းမရှိသေးပါဘူးဝိုင်းဝန်းတိုက်ခိုက်မှုကအေရာမှာသားရဲ့ကြီးရှေ့တိုးမှုကိုရပ်တန့်စေခဲ့သည်အနှဲငယ်သောအသာစီးကိုပင်ရရှိခဲ့သည်သားရဲ့ကတိုက်ခိုက်မှုကိုစတင်လိုက်သည်နှင့်ကြင်ကြံသူထောင်ပေါင်းများစွာလဲကောင်းကင်သို့ပြန်တက်ခါအဖွဲ့9ဖွဲ့ဖြစ်ပိုင်ချပြီး playback in အဆူစီတို့တိုက်ရိုက်တိုက်ခိုက်ဝင်ရောက်သွားသည်လန်တလျှောက်တွင်၎င်းတို့၏မောပစ္စည်းများကိုအထုလွှတ်ကာမောဆရာအစ်စ်များအပေါ်သို့မောတပွဲတိုက်ခိုက်မှုများရွာချခဲ့သည်မောဆရာအစ်စ်များ၏ဝိညာဉ်မောပညာသည်ဤတစ်ချိန်တွင်ဥယျင်ကထပ်ပို၍ပြင်းထန်ကြောင်းရှင်းလင်းစွာတွေ့ရသည်သူတို့သည်ရန်သူများသူတို့၏ပညာကိုအဆုံးသတ်သည့်အထိစောင့်ရှောက်မွေမဟုတ်ဘူးတိတ်သေးသောမောပစ္စည်းများဖိခတ်မှုသည်မူလန်လူများ၏အကားအကွယ်ဖွဲ့စည်းမှုကိုပြင်းထန်သောမုန်တိုင်းကဲ့သို့တိုက်ခိုက်ခဲ့သည်အိုမင်းရွေကျုံလွေသောအဖိုးကြီး၏ညနာသည်မဲမောင်တော်သည်နောက်အားအေးခံကအမိန့်တစ်ခုပေးလိုက်သည်မော်ဆီယာအမြောက်အညားလေပြန်ထွက်လာသည်နှစ်ဖက်စလုံးသည်ဖွဲ့စည်းမှုနှံခတ်ကြားရှိကောင်းကင်မြင်တွင်ချက်ချင်းထိတ်တိုက်တွေ့ဆုံသွားသည်ဝိညာဉ်မောပညာမောပစ္စည်းများနှင့်မောပန္တာများသည်မရေမသွေးတတ်နိုင်သောမီးဆောင်းများကဲ့သို့ရွက်နွဲသွားသည်ခဏတာလဲလှယ်ပြီးနောက်လူရစားပေါင်းများစွာသည့်၎င်းတို့၏အကာအကွယ်ဒိုင်းများနှင့်မောပစ္စည်းများပျက်စီးသွားပြီး၎င်းတို့၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်များပေါက်ကွဲကကောင်းကင်မှကျဆင်းလာခဲ့သည်၎င်းသည်အလွန်ရက်ဆက်သောတိုက်ပွဲတစ်ခုဖြစ်သည်ထို့သောဤခဏတာနွန်ထိန်မှုတွင်မော်ဆရာအဆင့်များက၎င်းတို့၏ဝိညာဉ်တိုက်ခိုက်မှုများကိုပြင်ဆင်ပြီးသားဖြစ်သည်မိကြီးခန်းဓာစဉ်ပေါင်းများစွာနှင့်ရေခဲမွေကြီးများမှအသက်ဝင်လာတဲ့ကဲ့သို့ပြိုင်ဘက်ကျင့်ကြံသူစစ်တပ်စည်းသို့ဖိတ်ခတ်သွားသည်ထို့သောဤတစ်ကြိမ်တွင်ကျင့်ကြံသူများလည်းပြင်ဆင်ထားသည်တိုက်ခိုက်မှုများမရောက်မီမရေမတွက်နိုင်သောမော်ဖင်စီများနှင့်လက်နက်များသည့်ကောင်းကင်သို့ပြန်တက်ကမိကြီးခန်းများနှင့်ရေခဲမွေကြီးများ၏အများစုကိုချက်ချင်းဖျက်ဆီးပစ်လိုက်သည်လွတ်မြောက်သွားသောအနှဲငယ်မှလည်းငားရောင်ချဲအလင်းအတားအဆီးဖြင့်ပိတ်ဆို့ထားလာခဲ့သည်အတားအဆီးသည်တစ်ဖြက်ဖြက်တောက်နေသောလဲအမှန်တကယ်ချင်းထွက်မှုကိုမဖျက်စေခဲ့ပါပြီဤမြင်ကွင်းကိုမြင်သောအခါလုံဟန်မြစ်မောင်ကျုပ်သွားသည်ကိုးနိုင်ငံမဟာမိတ်အဖွဲ့၏အကာအကွယ်ဖွဲ့စည်းသုံးသည်အားကောင်းတော်လဲပုံမအားကောင်းသောဝိညာဉ်တိုက်ခိုက်မှုများကိုလုံးဝပိတ်ဆို့နိုင်ခြင်းမရှိကြောင်းထင်ရှားသည်သူသည်အထက်ကိုပြင်းပြင်းရှူသွင်းသည့်အေးဆက်စွာအမိန့်ပေးလိုက်သည်ငားရောင်ချဲအသားအစီးကာကွယ်မှုအောက်တွင်ရှိသောကျင့်ကြံသူများသည်ပြိုင်ဘက်မော်ဆရာစခန်းသို့တခေးသေးချင်းကပ်လာခဲ့သည်တစ်ချိန်တည်းမှာပင်ကျင့်ကြံသူများသည်၎င်းတို့၏မော်ပစ္စည်းများနှင့်လက်နက်များကိုထုတ်လွှတ်ကာလေထဲမှပေါ်လော်မျောနေသောသို့မဟုတ်၎င်းတို့၏ခန္ဓာကိုယ်တစ်ခုလုံးကိုကာကွယ်ပေးသောအမျိုးမျိုးသောဝိညာဉ်အလင်းပုံစံများဖြင့်ပြောင်းလဲလိုက်ကြသည်အမျိုးမျိုးသောရွတ်ဆိုချက်နောက်ခလိုက်လာပြီးဤမော်ပစ္စည်းများနှင့်လက်နက်များသည်ပို၍ပင်တောက်ပါလာကမိသည့်အချိန်တွင်မဆိုအားကောင်းသောတိုက်ခိုက်မှုကိုထုတ်လွှတ်ရန်အဆင့်ဖြစ်နေသည်ဤမြင်ကွင်းကိုမြင်သောအခါမော်ဆရာစခန်းမှအကြီးရဲ့တူ၏မြတ်လုံးများအေးဆက်စွာတောက်ပါသွားပြီးရန်သူသည်အန်တရေကိုခံကတိုက်ခိုက်ရန်ဦးဆောင်နေကြောင်း၎င်းတို့အား၎င်းတို့၏ဝိညာဉ်ပညာများနှင့်ဖွဲ့စည်းသုံးများကိုထပ်မံချမှတ်ရန်အချိန်မပေးလိုကြောင်းသိရှိလိုက်သည်အခြေအနေကိုကြည့်ကြည့်အားဖြင့်၎င်းတို့သည်နောက်တပွဲတိုက်ခိုက်ရန်အချိန်မရှိတော့ပြီးမှအမှန်ဖြစ်သည် အလားတူအမိန့်ကိုလိုက်နာကကြီးမားသောအလင်းအတားစီးဖြင့်ကာကွယ်ခါသောမော်ဆီယာစစ်တပ်သည်ပြိုင်ဘက်ဘက်သို့တဖြည်းဖြည်းရွေ့လျားသွားသည်နှစ်ဖက်ကြားရှိအကွာဝေးသည်အလင်းမြန်တူတောင်းလာသည်၎င်းတွေသည်ပေတရာသာကွာဝေးတို့ပြီးရန်သူ၏မျက်နှာတွေကိုပင်မှုန်ဝါးစွာခွဲခြားသိမြင်နိုင်ချိန်တွင်ကျင့်ကြံသူအစိတ်များမှပျောက်ပြောင်းသောဖြည်းအထံခုနှစ်ချက်ထွက်ပေါ်လာသည်လွိုင်းမင်းကိုင်းမှအကြီးကဲခုနှစ်ဦးသည်မြူကိုးကဲ့သို့သောအဖြူရောင်ကြောက်စိမ့်လက်ဖွေခုနှစ်ခုကိုလေးလေးနက်နက်ထုတ်လွှတ်လိုက်သည်
လက်ဖွေများသူတို့ရဲ့လက်မှထွက်ခွာသွားသည်နှင့်တပြိုင်နက်၎င်းတို့သည်မော်ဆီယာစစ်တပ်စီသို့ဖိတ်ခတ်သွားသောအဖြူရောင်တပ်တံခုနှစ်ခုအဖြစ်ပြောင်းလဲသွားသည်လေးထေတွင်ပေဒဇန်ပေါင်းများစွာပတ်ပြီးနောက်၎င်းတို့ရဲ့စစ်မှန်းသောပုံစံများကိုဖော်ပြခဲ့သည်ကျုံချင်းနှင့်ကျဲပြန့်ချင်းဖြင့်နားကွဲမတန်မူချင်းတန်သည့်ကြောက်စိမ်းလက်ဖွေများမှရုပ်တရက်ထွက်ပေါ်လာသည်ထို့နောက်ကြောက်စိမ်းလက်ဖွေခုနှစ်ခုသည်ကွဲကျဲသွားပြီးလက်စင်းရတောက်ပတ်သောအဖြူရောင်လုံးခုနှစ်လုံးကိုဖော်ပြခဲ့သည်ထို့နောက်၎င်းသည်အလင်းဉဏ်ပိုမိုကြီးမားလာသည်မြက်တောင်တစ်ခတ်တွင်တွင်၎င်းသည်တောက်ပတ်နေသောနေမင်းကြီးကဲ့သို့သောကြီးမားသောအရာတစ်ခုအဖြစ်ပြောင်းလဲသွားသည်အဖြူရောင်နေမင်းခုနှစ်လုံးတစ်ခုစီသည်ဆဲပေးကြော့ကချင်းရှိပြီးကျင့်ကြံသူစစ်တပ်အထက်တွင်တောက်ပတ်စွာမျောနေသည်ဤမြင်ကွင်းသည်အမှန်တကယ်အံ့အားသင့်စွာဖြစ်သည်မော်ဆီယာအမြောက်အများသည်မော့မကြည့်ပဲမနေနိုင်ပဲ၎င်းတို့ရဲ့မျက်နာတွေတွင်ထိတ်လန့်မှုများဖြစ်နေသည်မကောင်းဘူးရှေးရောင်းလက်ဖွေတွေအရင်ကတိမ်ငိမ်နေသောအိုမင်းရွေကျုံနေသောအဖိုးကြီးသည်ဤမြင်ကွင်းကိုမြင်သောအခါကြောက်လန့်သွားသည်ထို့သောသူမျက်သည်လှုပ်ဆောင်ချက်ကိုမှမလှုပ်ဆောင်မီနေမင်းခုနှစ်လုံးသည်ကလုံးပြီးကလုံးပေါက်ကွဲသွားသည်မော်ဆီယာများအထက်ရှိကောင်းငင်သည်ချစ်ချင်းကွဲအပ်ပြီးပူလောင်သောအဖြူရောင်လက်စစ်အကွေများဖြင့်ပြည့်နှက်သွားကအောက်ဘက်ကိုဆင်းသက်သောအေယာမလက်စစ်ပိုက်ခွင်းခုနှစ်ခုအဖြစ်ဖြောင်းလဲသွားသည်ကျင့်ကြံသူတွေသည်နိုးကြလာပုံရပြီးအယောင်အဆွေးစုံလက်ဖွေမရေမတွေ့နိုင်အောင်အမျောမျောသောဝိညာဉ်အလေးများတောက်ပန့်နေသောလက်ဖွေများကိုရေလွမ်းပွေးခွေသို့ပစ်ထုတ်လိုက်သည်ဤအချိန်တွင်အဖြူရောင်အလင်းကြားမှမိုးချင်းတန်မီဟဲလာသည်အပြင်မှာတိုက်ပွဲတွေအများကြီးဖြစ်နေပုံရတဲ့ဟန်လီသည်သူ့ကိုယ်သူရေရွတ်လိုက်သည်ဤအချိန်တွင်သူသည်သူ့ရှိမှသွေးပြီးအောင်အတားအဆီးကိုစိုက်ကြည့်နေပြီးသူ့လက်များကိုသူ့ကြောနောက်တွင်ရှက်ထားကပိတ်မိနေခြင်းအတွက်မိသည့်ထိတ်လန့်မှုမျိုးမှသူ့မျက်နှာတွင်မပြပေမော်ဆီယာများသည်သူတို့ကိုပိတ်မိစိတ်ရန်ရည်ရွယ်ထားကြောင်းသိရှိပြီးနောက်ဟန်လီ၏စိတ်ထဲရှိအနှဲငယ်သောစိုးရိမ်မှုသည်ပျောက်ကွယ်သွားခဲ့သည်မူလန်လူမျိုးများသည်ထိုကဲ့သို့သောနီလန်ကိုအသုံးပြုခဲ့တော်လဲ၎င်းကိုသည်အတားအဆီး၏ခွန်အားကိုယုံကြည်မှုရှိကြသည်မှသိကြသည်ထို့သောဟန်လီသည်၎င်းကိုဖျက်ဆီးတာတွင်ပို၍ပင်ယုံကြည်မှုရှိသည်ထို့သောမိသည့်အချိန်တွင်ထွက်ခွာမိနှင့်အတားအဆီးကိုမိသည့်နီလန်ဖြင့်ဖျက်ဆီးမိကိုတေချာစဉ်းစားရန်လိုအပ်သောဒေသများဖြစ်သည်တန်နိုင်သမျှအများဆုံးထွက်ခွာခြင်းသည်အမြဲတမ်းပိုမိုကောင်းမွန်သည်ဟုမဆိုလိုပဲဟန်လီသည်ထျာနန်နှင့်မူလန်လူမျိုးများ၏တိုက်ပွဲအတွက်အထောက်အကူပြုလိုသောလဲကနဦးထိတွေ့မှု၏ရှုပ်ထွေးမှုတွင်မတိနာမလဲပဲတည်ဆုံးသွားသောအမြောက်စာဖြစ်လိုခြင်းမရှိပဲနောက်ဆုံးတွင်၎င်းသည်တကိုယ်တော်ပြပွဲမဟုတ်ပဲပြိုင်ဖက်တဦးနယ်ကိုဖြည့်ရှင်းခြင်းဖြင့်လုံလောက်သည်အကယ်၍အစာဦးအစာတွင်သူ့ကိုတည်တည်သောကျင့်ကြံသို့များစွာဖြင့်တပြိုင်နက်ဖြစ်တာခံရကမဟုတ်သောမော်ဆီယာဓာစင်ပေါင်းများစွာဟူသောရာမောင်များစွာကတစ်ချိန်တည်းတိုက်ခိုက်ခံရကသူ၏လက်ရှိလွတ်မြောက်နည်းဖြင့်ပဲအလွန်အန္တရာယ်များစေဖြစ်သည်ကနဦးရှုပ်ထွေးမှုကိုရှောင်ထားသည့်အဆက်မီကျင့်ကြံသူများနှင့်မော်ဆီယာအများစုသည်တိုက်ပွဲဝင်နေသည့်အချိန်တွင်သာထွက်ခွာရန်ပိုမိုလုံခြုံမီဝိုင်းရန်ခံရနိုင်ခြင်းများစွာလျော့နေသွားမည်ဟုတ်ပါတယ်သွေးတိုင်းကသူ့ကိုပိတ်မိမထားဘူးဆိုရင်ဟန်လီမှာကနဦးတိုက်ပွဲကိုရှောင်ထားဖို့အခြားနည်းလမ်းတွေရှိခဲ့ပါပြီဒါပေမဲ့အခုတော့သူဒီတိုက်ပွဲရဲ့အန်ဒရီအဆုံးအပိုင်းကိုပိုပြီးတားရဝင်ရှောင်ထားနိုင်ပါပြီခုနကထွက်ပေါ်လာတဲ့မိုးချင်းတန်ဟာတကယ်ကိုအံ့အားသင့်စရာပါပဲဟန်လီအဲ့ဒီမှာရှိနေရင်တောင်မှဒိုင်းကအနံ့တွေတုံခါနေလာကိုခန်းစားနိုင်ပါသေးတယ်ဒါဟာနှစ်ဖက်စလုံးနောက်ဆုံးထွေတွေ့ပြီးတိုက်ပွဲဝင်နေပြီဆိုတဲ့လက္ခဏာဖြစ်နိုင်ပါတယ် သူတွေးမိသည်မိသည့်ဘက်ကထိုသို့သောအားကောင်းသည့်တိုက်ခိုက်မှုကိုထုတ်လွှတ်ခဲ့ပါလိမ့်မည်ပြိုင်ဘက်ကထိုသို့သောအားကောင်းသည့်တိုက်ခိုက်မှုကိုလက်ခံရပြီးနောက်အခြေအနေမကောင်းတော့ပါဘူးဒီအကြောင်းကိုတွင်းရင်ဟန်လီတပ်ပြင်းချလိုက်ပြီးခေါင်းလက်ကအခြားနေရာများရှိဒိုင်းကနမြန်များကိုစစ်ဆေးကြည့်ရှုလိုက်သည်ဤသွေးဒိုင်းကသည်အမှန်တကယ်ပင်အနှဲငယ်ထူးဆန်းသည်သူ၏နတ်အာယုံဖြင့်ပင်၎င်းကိုအနှဲငယ်များပင်ထိုးဖောက်နိုင်ခြင်းမရှိပဲဤကန့်တဲ့ချက်သည်နဇိုးနီးစနစ်တစ်ခုကဲ့သို့ထင်ရှားစွာပေါ်လွင်နေသည်သို့သောမကောင်းဆိုးကိုတွန်းလှန်သောနတ်လျက်စီးသည်၎င်းအပေါ်တွင်လုံးဝတက်ရောက်မှုမရှိခဲ့ပဲ၎င်းသည်ဟန်လီ၏စိတ်ဝင်စားမှုကိုများစွာနှူးဆွဲခဲ့သည်အရင်တုန်းကသူသည်သူ့၏တောင်ပသို့ဝိညာဉ်မျက်လုံးကိုအသုံးပြု၍သွေးတိုင်းက၏အစိတ်အပိုင်းအမျိုးအစားကိုစစ်ဆေးခဲ့သည်ရလတ်မှာအနီရောင်အကွက်တစ်ခုသာဖြစ်သည်သို့သောဟန်လီပြီးအရင်အလုံးမလုပ်ပဲအပြင်ဘက်ရှိတိုက်ကွဲသည်စတင်ယုံသာရှိသေးသည်သူတွေဒိုင်းကကိုမိတို့ဖျက်ဆီးရမည်ကိုလိလာရန်အချိန်များစွာရှိသေးသည်မျိုးလက်လိုက်သဖြင့်ဟန်လီသည်အပြာရောင်ဓာငယ်တစ်လက်ကိုထွေးထုတ်လိုက်သည်သူ၏နတ်အာယောင်အောက်တွင်ဓာသည်တပေးရှည်သောအပြာရောင်တက်တန်အဖြစ်ပြောင်းလဲကဒိုင်းကနမြန်ကိုပြင်းထန်စွာခုတ်ချလိုက်သည်
တူးဆိုအိုသောဘန်းအတန်ထွက်ပေါ်လာသည်ဒိုင်းကနှမြန်သည်မလုံမရှိနေတော့လေပြန်တန်းသောဓားကိုပေအနှင်းငယ်နောက်သို့ဖြစ်ပြန်လိုက်သည်ဟန်လီသည်အံ့အားသင့်မှုမပြဘဲပြန်တန်းသောဓားကိုပြန်လဲရယူလိုက်သည်သူ့လက်ကိုဖြစ်ချရာသူ့လက်ဖွားတွင်မောင်မဲသောအယတ်သူတစ်ခုပေါ်လာသည်တောင်ထွက်တစ်ထောင်ရှေးရောက်ရတနာဖြစ်သည်ဟန်လီသည်ရတနာကိုဘေးသို့ပစ်ချပြီးလက်ခက်တစ်ခုပြူလိုက်သည်အနက်ရောင်အလင်းတစ်ဖြက်ဖြက်တောက်ပါပြီးနောက်10ပေကျော်မြင့်သောတောင်ငယ်တစ်လုံးသည်ဟန်လီ၏ရှေ့တွင်တိတ်ဆိတ်စွာပေါ်လာသည်ဟန်လီသည်လက်ညှိုးတစ်ချောင်းဆန်တုတ်ကတောင်ကိုညင်ညင်စွာထိတွေ့လိုက်သည်ချက်ချင်းပင်တောင်သည်တွန်းခါသွားပြီးဝေးလံသောဒိုင်းကနှမြန်ပေါ်သို့မညာစွာပြိုကျသွားသည်နားကွဲမတက်ဟိန်ဟောက်သောအတန်ထွက်ပေါ်လာသည်အနက်ရောင်နှင့်သွေးနီးရောင်အလင်းတရောင်ရှက်နွယ်သွားပြီးတောင်တိတ်သည်လည်းဖြစ်ပြန်ခံလိုက်ရသည်အကာအကွဲအသားစီသည်အနှဲငယ်သာတုန်ခါသွားသည် ဟန်လီ၏မျက်နှာပေါ်တွင်အံ့အားသင့်မှုအရာတစ်ခုနောက်ဆုံးတွင်ပေါ်လာသည်သူသည်သူ့မေးစေကိုပုတ်တတ်ပြီးနောက်ရုတ်တရက်တောင်ငယ်ကိုထပ်မံထောက်ပြလိုက်သည်ဤတစ်ကြိမ်တွင်ရတနာသည်အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာသွေးအတားစီ၏ပယောင်းစီသို့ပစ်ခတ်သွားသည်ထို့နောက်ရွတ်ဆိုသံထွက်ပေါ်လာသည်အလင်းအတွင်းတွင်တောင်ငယ်သည်အလင်းမြန်ကျယ်ပြန့်လာသည်ခဏအကြာတွင်၎င်းသည်ပေ80သို့မဟုတ်80မြင့်သည့်အထိရောက်ရှိသွားပြီး၎င်း၏ထိတ်နှင့်အောက်ခြေသည်မြေပြင်နှင့်အတားစီ၏ထိတ်ကိုနီးပါးထိမိတော်သည်ဟန်လီသည်ရက်တက်မိအရိုက်ရောင်မပြဘဲသူ့လက်ကိုပစ်ချလိုက်ကတောင်ငယ်ပေါ်ကိုနောက်ထပ်ပညာများစွာကိုပြစ်တွင်လိုက်သည်တောင်၏ကြီးထွားမှုသည်သုံးပုံတစ်ပုံနှင့်အရှိန်မြင့်လာသည်မိုးချိန်တန်တုံချပြီးနောက်ပေတရာမြင့်သောတောင်သည်ရုတ်တရက်ကောင်းကင်ကိုထောက်မထားသောတောင်ကဲသို့မတ်မတ်ရပ်နေသည်၎င်း၏ကိုယ်ခန္ဓာတစ်ခုလုံးသည်အနှက်ရောင်ဝိညာဉ်အလင်းနှင့်တောက်ပါနေသည်ဤတက်ရောက်မှုအောက်တွင်သွေးအတားစီ၏ထိတ်သည်အနှဲငယ်ပုံပြက်ပြီးဖောင်းပွာလာသည်အတားစီတစ်ခုလုံးသည်ပြင်းထန်စွာတုန်ချသွားသည်ဟန်လီသည်ဤမြင်ကွင်းကိုမြင်သောအခါဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်သူ၏ဝိညာဉ်စွမ်းရည်သည်အလျင်မြန်မြင့်တက်ပြီးတောင်ငယ်ပေါ်သို့ပညာများစွာကိုထုတ်လွှတ်လိုက်သည်အနက်ရောင်တောင်ထိပ်သည်ဆက်လက်ပြီးတဖြည်းဖြည်းကြီးထွားပြီးကျယ်ပြန့်လာကသွေးတိုင်းခါ၏ထိတ်ရှိပုံပြက်မှုသည်ပို၍ထင်ရှားလာသည်သို့သောဖောင်းပွားမှုသည်အချို့သောအမတ်တစ်ခုကိုရောက်ရှိသောအခါဟန်လီပညာများကိုမိတို့ကင်တွယ်စေကမို့သွေးတိုင်းခါ၏ပုံပြက်မှုသည်လျှော့ဆန်းကျစွာရပ်တန့်သွားသည်အနက်ရောင်တောင်ထိပ်၏ကြီးထွားမှုသည်လည်းရုတ်တရက်ရပ်တန့်သွားသည်ဟန်လီသည်သူ့ပညာများကိုရပ်တန့်လိုက်ပြီးသူ့မျက်လုံးများကျဉ်းမြောင်းစွာသွေးတိုင်းခါ၏ထိတ်ကိုစိုက်ကြည့်နေသည်တောင်ထောင်ဖြင့်ဤကန့်တချက်ကိုဖျက်ဆီးရန်သူ့၏အစည်းအဝေးသည်လည်းအချီးနှီးဖြစ်သည်ဟုထင်ရှားသည်ယခုသူသည်အပြာရောင်ရေခဲမီးလျံနှင့်ခရားရောင်နတ်မိတော့ကဒိုင်းခါကိုဖောက်ထွဲနိုင်မနိုင်တော့ကိုစမ်းသပ်ကြည့်ရတော့မည်ဖြစ်သည်ဟန်လီသည်အ내ရောင်အေယာမှတောင်းတိတ်သောလက်ဝဲရမ်းလိုက်သည်အလင်းတန်းလင်းလက်သွားပြီးနောက်တောင်ငယ်သည့်အရွယ်စားလက်မအနှဲငယ်သည့်ကျုံသွားကသူ၏အင်ကြီးလက်ထဲသို့ပြဝင်သွားသောအ내ရောင်အလင်းဖြစ်သို့ပြောင်းလဲသွားသည်သွေးရောင်ဒိုင်းကာ၏ထိတ်သည်လည်း၎င်း၏မူလပုံတရံသို့ပြန်ရောက်သွားသည်၎င်းသည်ဒိုင်းကာသည်အထံတကယ်အလွန်ခိုင်မာရောင်းပြတာသည်ဟန်လီသည်လွှဲပက်လိုက်ပြီးလက်ညှိုးကိုဆန်တက်လိုက်ရာဖူးဟူသောအတန်ဖြင့်တစ်ကြားနူးအရွယ်ခန့်ရှိသောအပြာရောင်မိလုံးသည်သူ၏လက်ထိတ်တွင်ပေါ်လာသည်သွားဟန်လီသည်ညင်သားစွာပြောလိုက်ပြီးလှုပ်လိုက်ရာမီးလုံးသည်အဝေးရှိဒိုင်းကာနံရံစီသို့တဲ့တဲ့ပြစ်ထွက်သွားသည်ဖုံးယူသောပောက်ကွဲသံညင်သားစွာထွက်ပေါ်လာပြီးအပြာရောင်မီးလျန်းများပောက်ကွဲကာအပြာရောင်ရေခဲအလွာသည်ချက်ချင်းပြန့်နှံ့သွားပြီးဒိုင်းကာတစ်ခုလုံးကိုဖုံးအုပ်လိုက်သည်သွေးတိုင်းကတစ်ခုလုံး၏အတွင်းရှိအပူချိန်သည်ရုတ်တရက်ကြာဆင်းသွားပြီးအေးခဲသောကဘာဖြစ်သို့ပြောင်းလဲသွားသည်အလွန်အေးသောကြောင့်လူတစ်ယောက်၏အသက်ရှူသံကိုပင်အေးခဲစေနိုင်သည်ဤအရာအလုံးကိုမြင်သောအခါဟန်လီသည်နောက်ကိုယိမ်းထိုးသွားပြီးအပြာရောင်အလင်းဖြင့်တောက်ပနေသောဒိုင်းကနယံသည်ရှေ့သို့ရောက်ရှိလာသည်သူ၏လက်ကိုခွဲရမ်းလိုက်ရာကောင်းကင်ပြာရောင်ဓားစွမ်းရည်သည်ထူထဲသောရေခဲအလွာကိုတိုက်ခိုက်လိုက်ပြီးကွဲအတန်းထွက်ပေါ်လာကပုံစံကလေးရေခဲအရှိပိုင်းများနေရာအနှံ့ဖြန့်သွားသည်ဟန်လီ၏အမူအရာသည်ပေါင်မိုက်သွားပြီးဓားစွမ်း၏ထိမှန်လီနေရာကိုကြည့်လိုက်သည်ရေခဲအစိပ်ပိုင်းများကျဆင်းသွားသောအခါ၎င်း၏နောက်ခွဲရှိသွေးရောင်အတားရှိသည်မထိခိုက်မရှိကြန့်ရှိနေသည်အထံတကယ်အေးခဲသွားသည့်အရေးအယောင်မပြပေမျက်နှာပြင်ပေါ်တွင်အပြာရောင်နှင်းကားပါလွာသောအလွာတစ်ခုသာဖြစ်ပေါ်လာသည်သွေးသည်အသွေး၌လဲပတ်နေစေဖြစ်သည်ဟ
ဟန်လီသည်ခဏမြစ်စဉ်းစားပြီးနောက်လက်ကိုမြောက်ကလီကိုဆန့်ကျင်လက်ရခရင်းရောင်နတ်သူမီးလင်းအလွာသည်သူသည်လက်ဖွားတစ်ခုလုံးကိုရုတ်တရက်ဖုံးအုပ်လိုက်ပြီးသူသည်အတားအဆီးကိုပို့ကိုလဲလဲဖိလိုက်သည်ခရင်းရောင်ကောင်းငင်မီးလင်းဤစွမ်းအားသည်ကောင်းငင်ပြရောင်ရေခဲမီးလင်းထက်အနှဲငယ်သာတာလွန်သည်ခရင်းရောင်မီးလင်းသည်အတားအဆီးသူချင်းကပ်လာသည့်အမုတ်တွေရှဲယူသောအတန်ထင်အတားအဆီးပေါ်ရှိသွေးမြို့ဟိုးများသည်ချက်ချင်းခိုင်မာသွားပြီးမျက်စိချင်းစခရင်းရောင်အလင်းထုတ်လွှန်လိုက်သည်ဟန်လီ၏အမူအရာသည်ဝမ်းသာစွာဖြစ်သွားသည်သူသည်ခရမ်းရောင်ကောင်းကင်မီးရန်ကိုခ ्यू တစိုက်ကင်တွဲသည့်၎င်း၏စွမ်းအားကိုသူ၏ရှေ့ရှိအတားအဆီးဧရိယာငယ်တွင်ကန့်သက်ထားသောပါဇက်ကိုဖွင့်လိုက်ရာမိုးချင်းတန်ထွက်ပေါ်လာသည်ရွှေရောင်လျက်စီကြောင်းသည်သူ၏ပါဇက်မှပြစ်ထွက်လာပြီးအတားအဆီးကိုတိုက်ရိုက်ထိမှန်သည်ရွှေရောင်လင်းတန်းလင်းလက်သည့်နောက်အတားအဆီးပေါ်တွင်တင်းငယ်သောအကွယ်ကြောင်တစ်ခုပေါ်လာသည်သို့သောသွေးရောင်အလင်းတန်းအနှဲငယ်လင်းလက်သည့်နောက်အကွယ်ကြောင်များသည်မျက်စိသမိန်အတွင်ပျောက်ကွယ်သွားသည်ဟန်လီအံ့အားသွားသည်ဤသွေးတိုင်းကသည်အမှန်တကယ်လွှဲ့ဖြတ်များဖြစ်ပြည့်နေသည်၎င်းသည်သူ့ကိုမအေးခဲစေတော့လဲသူ့အလိုလိုပြန်လဲပြင်ဆင်နိုင်သေးသည်မူလန်လူများသည်ဤကန့်သက်ချက်ကိုအပဲ့ကြောင့်ယုံကြည်စွာအသုံးပြုရသမှမဆန်းတော့ခရမ်းရောင်ကောင်းကင်မီးရန်ပင်၎င်းကိုမချိုးဖျက်နိုင်ပေ၎င်းသည်တာမန်တဲသေးသာကြင့်ကြံသူများကိုထောင်ချနိုင်သမှအမှန်ပင်အနှဲငယ်ထိတ်လန့်နေတော့လဲဟန်လီသည်သူ့၏တိုးလာအိတ်ကိုလက်တစ်ဖက်နှင့်ချက်ချင်းရိုက်လိုက်ရာသူ့၏လက်ဖွားတွင်တောက်ပသောအပြာရောင်လက်မအရာပူတီတလုံးပေါ်လာသည်၎င်းသည်သူမကြသေးခင်မှာပြုပြင်ထားသောမိုးကြွေးပူတီဖြစ်သည်ပြီးစည်းသောနောက်သူတစ်ခါမှမသုံးဘူးသေးကြောင်းယခုသည်၎င်း၏စွမ်းအားကိုစမ်းသပ်ရန်အချိန်ကောင်းဖြစ်သည်ထို့အပြင်မိုးချင်းတန်ထွက်ပေါ်လာပြီးနောက်ဟန်လီသည်အကာအကွယ်အတွင်း၌ရှိနေစဉ်အပြင်ဘက်တိုက်ဖွဲကိုမခံစားတော့တော့လဲအချိန်ကိုခန့်မှန်းကြည့်လျင်စတင်သည့်အဆင့်ပြီးဆုံးတင်ပြီးသူသည်ပြဿနာမရှိဘဲထွက်ခွာနိုင်သည်မဟုတ်ပါကသူသည်အပြင်သို့ထွက်၍မကူညီပါကကျင့်ကြံသူတက်မတော်သည်ကြီးမားသောရှုံးနိမ့်မှုကိုခံရမည်ဖြစ်ပြီးသူသည်လောင်ငယ်နေသောငှက်ကဲ့သို့ဖြစ်သွားမည်အသက်ရှင်တန်ရန်အခွင့်အရေးမရှိတော့ပေဤသို့စဉ်းစားရင်ဟန်လီ၏လက်ဖွားလင်းလက်သွားပြီးမိုးကြွေးပလဲသည့်အလင်းမြန်လဲပန်းပြီးအကာအကွယ်အတားအဆီးစီသို့ပြစ်ထွက်သွားသောကောင်းကင်ပြာရောင်အလင်းတန်းတစ်ခုဖြစ်သွားသည်တစ်ချိန်တည်းမှာပင်သူသည်နောက်ကိုပြစ်ချခံလိုက်ရသည် တိုတေတော်မိုးချင်းထန်ထွက်ပေါ်လာပြီးနောက်အတားအဆီးမှအိုးကောင်းအရွယ်ခံရှိသောရွှေရောင်ကောင်းကင်ပြာရောင်မီလုံးတစ်ခုထွက်ပေါ်လာသည်အတားအဆီးတစ်ခုလုံးထိမှန်သွားပြီးပြင်းထန်စွာတုန်လာသွားသည်ဟန်လီ၏မျက်နှာပေါ်တွင်အံ့အားသင့်မှုအရိပ်ရောင်ပေါ်လာသည်ဤပိုလီ၏စွမ်းအားသည်သူ၏မျှော်မှန်းချက်များထက်ကျော်လွန်ပုံရွာသည်ဤအတွေ့အထိသူ၏စိတ်ထဲတွင်ပေါ်လာသည့်အခိုင်အတန့်တွင်ဟန်လီ၏အမှုရာသည်ရွတ်တရက်ပြောင်းလဲသွားသည်ကောင်းကင်ပြာရောင်ဝိညာဉ်အလင်းတန်းသည်သူ၏ခန္ဓာကိုယ်မှထွက်ပေါ်လာသည်သူသည်ကောင်းကင်ပြာရောင်တတန်အဖြစ်သို့ပြောင်းလဲကပစ်ထွက်သွားသည်မိုးကြုံပူလီသည်တိုက်ခိုက်မှုတစ်ခုတည်းအပြင်အသားစီးပေါ်မှအပေါက်ငယ်တစ်ခုကိုအလွယ်တကူဖောက်ထွင်းနိုင်ခဲ့သည်ဤအရာကိုခန်းစားမိသောအခါဟန်လီသည်သူကစ်မထွက်မီစဉ်းစားရန်အချိန်မရခဲ့ပြီအပေါက်သည်အလင်းရင်ကြုံဝင်နေသည်ဟန်လီ၏ကောင်းကင်ပြာရောင်တက်တန်သည်သွေးရောင်အသားစီးမှပစ်ထွက်လာသောအခါသူသည်တဘာဝအတိုင်းဝမ်းသာအားရဖြစ်သွားသည်ခရမ်းရောင်ကောင်းကင်မီလန်းနှင့်တူညီသောစွမ်းအားရှိသောကောင်းကင်ပြာရောင်မိခွဲမီလန်းမှဖန်တီးထားသောမိုးကျုံပူသည်ကန့်သက်ချက်ကိုအလွယ်တကူဖောက်ထွင်းမှသည်မှာသူ့ကိုအလွန်အံ့အားစေခဲ့သည်သူသည်မူလကမိုးကျုံပူသည်မအောင်မြင်ပါကရွှေစားပိုးကောင်းနှင့်သွေးနှဆိုးတာကိုအသုံးပြုရမည်ဟုထင်ခဲ့သည်ပထမတစ်ခုကမဲသည့်အရာကိုမဆိုဝါမျိုးနိုင်ထို့လဲအသားစီးကိုဖောက်ထွင်းရန်အချိန်အနည်းငယ်ကြားနိုင်ဖွယ်ရှိသည်ထို့သောနောက်ဆုံးတစ်ခုမှာဖြစ်နိုင်ခြေရှိသောပြဿနာများဖြင့်ပြည့်နှက်နေသည်ဟန်လီ၏လွယ်ကူကူအထုံးပြရမလိုလားသည့်အရာဖြစ်သည်ထို့သောယခုအခါသူဖန်တီးခဲ့သောအမိမတိမိုးကျုံပူသည်သွေးအသားစီးကိုတကယ်တမ်းဖောက်ထွင်းနိုင်ခဲ့သည်ဤသည်မှာတဘာဝအတိုင်းမမျိုးလင့်ထားသောဝန်တာစရာဖြစ်သည်ခရမ်းရောင်ကောင်းကင်မီလန်သည်ကန့်သက်ချက်ကိုမချိုးဖျက်နိုင်ခြင်း၏အကြောင်းရင်းမှာ၎င်း၏မွေးရာပါအေးမြသောဂုဏ်တတိအကြောင်းဖြစ်သည်မိခွာမီလန်ကဲ့သို့စစ်မှန်သောမိဂုဏ်တတိရှိသောဝိညာဉ်မိမဟုတ်သောကြောင့်၎င်းတို့သည်တွဲဖက်၍မရခြင်းကြောင့်ဖြစ်ပုံရသည်သို့သောဟန်လီပြန်ထွက်လာသည့်နှင့်ကြပြိုင်၌အသားအစီးအပြင်ဘက်ရှိအခြေအနေကိုရှင်းရှင်းလင်းလင်းမမြင်ရသေးမိမှာပင်သူသည်အံ့အားသင့်သောအော်ဟစ်တံများစာကိုကြားလိုက်ရပြီးနောက်အမျိုးမျိုးသောပေါက်ကွဲတံများဘုံမီတံများနှင့်ရေရွတ်တံများနှင့်ဟင်းဟောက်ကန်များအားလုံးသည်အနီးအဝေးမှတပြိုင်နက်တည်းသူ၏နားထဲသို့ထိုးဖောက်ဝင်ရလာသည်ဟန်လီသည်သူ၏အကြည့်ကိုအရင်အစဉ်အာယုံဆွဲလိုက်သည့်အံ့အားသင့်သွားသည်သူ့ပတ်လည်တွင်မောဆရာ10ဦးကျော်ဝိုင်းရန်ထားသည်ကန်ကောင်းထောင်မှာသူ၏နတ်တိစိတ်ဖြင့်အမြန်စစ်ဆေးကြည့်လိုက်ရာဤမောဆရာများသည်အလွန်အစွမ်းထက်ချင်းမရှိကြောင်းတွေ့ရှိရသည်နှစ်ဦးသည်အမျိုးတေအဆင့်တွင်ရှိပြီးကျန်သူများသည်အခြေခံအဆင့်တွင်ရှိသည်
သူတို့တဦးစီကမောအလံကိုကိုင်းဆောင်ထားပြီးတခုခုသောဝိညာဉ်တိုက်ခိုက်မှုကိုထုတ်လွှတ်ရန်ပြင်ဆင်နေပုံရသည်ဟန်လီသည်သူ၏တိုင်းခါမှပြန်ထွက်လာပြီးသူတို့၏အပေါ်တွင်တိုက်ရိုက်ရောက်နေသည်ကိုတွေ့ရှိရသည်သူတို့ကိုလစ်ရှူပြီးဟန်လီသည်ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပြီးအသက်ရှူလိုက်သည်သူကြည့်လိုက်သည့်နေရာတိုင်းတွင်ကောင်းကင်နှင့်မြေပြင်နှစ်ခုလုံးသည်လင်းလက်နေသောဝိညာဉ်အလင်းလောင်များနှင့်မရေမတွေးနိုင်သောပေါက်ကွဲများဖြင့်ပြည့်နှက်နေသည်နှစ်ဖက်စလုံးသောကြင်ကြံသူများနှင့်မော်ဆရာများသည့်အုပ်စုငယ်သို့ဟုံအုပ်စုကြီးများဖြင့်စစ်မြေပြင်များစွာကိုဖွဲ့စည်းထားပြီးရှုပ်တွဲသောရောနောတိုက်ပွဲတွင်လုံးဝပါဝင်နေကြသည်ဟန်လီသည်မေဒီဘက်ကအစာစီးရနေသည်ကိုချက်ချင်းခွဲခြားနိုင်ခြင်းမရှိသေးပြီထပ်မံမဆောင်ဆိုင်ပဲဟန်လီသည်သူ၏အကြည့်ကိုအရင်အဆင့်လွှဲလိုက်သည်အနီးနားရှိမော်ဆရာများကိုအေးဆက်စွာကြည့်ရှုလိုက်သည်ဟန်လီသည်သွေးတိုင်းခါမှရုတ်တရက်ထွက်လာသောအခါမော်ဆရာဆယ်ရုကျော်သည်အံ့အားသင့်သွားကြသည် မကောင်းဘူးသူကတဲလဲသားကြင်ကြံသူအကြီးကဲကိုမြင်မြန်ခေါ်ပါအမျိုးဒီအစင်မော်စရာတူဒီပထမဆုံးတုံပြန်သူဖြစ်ပြီးအော်ဟစ်လိုက်ပြီးနောက်သူ့ဤခေါင်းနောက်ဖက်ကိုရိုက်လိုက်ပြီးကြောက်စင်အစင်းရောင်ပြန်တန်းလေသောဓာငယ်တစ်ချောင်းကိုဟန်လီစီတို့ပြစ်ထွက်လိုက်သည်တစ်ချိန်မှာပင်သူသည်အစင်းရောင်အလင်းတန်းဖြစ်သောပြောင်းသွားကပေးဆဲပေးကြောအကွာသို့နောက်ဆုတ်သွားပြီးဟန်လီနှင့်သူ့အကြအကွာအဝေးကိုချက်လိုက်သည်အခြားမော်စရာများလည်းလန့်သွားပြီးတုံပြန်ကြသည်နောက်ထပ်အမျိုးဒီအစင်မော်စရာတူသည်မီးလျံအနီရောင်ပြန်တန်းနေသောခရင်ကိုချက်ချင်းထုတ်လွှတ်လိုက်သည်တစ်ချိန်မှာပဲသူ့၏အခြားလက်ကိုမြှောက်လိုက်သည်တရေပေါ်ဆာလွာသည်မီးတန်းဖြစ်သောပြောင်းသွားကလေးထဲတွင်ပြန်တန်းသွားသည်နှိမ်ကြသောကြင်ကြံမှုအဆင့်ရှိသောအကြံမော်စရာများသည်သူတို့၏မော်အလံများကိုမြှောက်လိုက်ပြီးမော်ရွတ်ဆိုမှုများရွတ်ဆိုကြသည်မီးတိုင်ဆဲကြိုသည်အလံများ၏ထိုက်မှထွက်ပေါ်လာပြီးမီးပင်လယ်ဖြစ်သောပြောင်းလဲကဟန်လီစီတို့လင့်လာသည်ဟိုးဟန်လီသည်ဤမော်စရာများသည်ထွက်မပြေးပဲအစားသူ့ကိုတားစီရန်စ조사နေပုံရသည်တိုက်ခိုက်မှုစတင်သောကိုညင်သောအခါအနှဲငယ်အံ့အားသွားသည်တို့ရသောသူ၏မျက်နာပေါ်တွင်လိုသက်လိုသောအယောင်တောက်မှုလင်းဆက်သွားသည်သူ၏အင်ကြီးလက်ကိုလှုပ်လိုက်ရာကောင်းကင်ပြားရောင်ဝါးပြားမိုးတိမ်ဓာတ်တဲစင်ပေါင်းများစွာသည်သူ၏အင်ကြီးလက်မှထွက်ပေါ်လာသည်ကောင်းကင်ပြားရောင်သောအလင်းမြင်တောက်ပနေသည်ပေါ်ပေါ်ပါပါမော်ရွတ်ဆုံမှုဖြင့်ပြန်တန်းနေသောဓာတ်တစ်ချောင်းသည်အနှဲငယ်တုန်ခါသွားပြီးဓာတ်အလင်းနှမ်းများမှကွဲထွက်သွားကဟန်လီကိုဓာတ်အလင်းများဖြင့်ထူးတာထိုင်ဝင်းဝောင်ထားကဓာတ်ဆွမ်းအင်းသည်ကောင်းငင်ကိုမြင့်တိုင်ဆိုင်သည်မယုံနိုင်လောက်သောအထင်ကြီးကြမြင်ကွင်းကိုဖန်တီးသည်အမျိုးတွေအရှိမော်စရာနှစ်ဦးသည်ဤယာကိုမြင်သောအခါလန့်သွားခဲ့တော်လဲသူတို့ကိုယ်သူတို့ခိုင်မာစေပြီးသူတို့၏မော်ဘန်ဒါများကိုတိုက်ခိုက်ရန်အမိန့်ပေးခဲ့ကြသည်ဟန်လီလမ်းပြောင်လိုက်ပြီးသူ့၏လက်ချောင်းများကိုနှစ်ကြိမ်ပေါ့ပေါ့ပါပါထောက်လိုက်ရာဓာတ်အလင်းတန်းပြနှစ်ဖက်ကပြန်ထွက်သွားသည်၎င်းတို့သည်ဝင်လာသောပြန်တန်းနေသောဓာတ်များနှင့်ခရင်များကိုပိတ်ဆိုးထားသည်တစ်ခုနှင့်တစ်ခုရောလွယ်နေသည်ပြင်းထန်သောအပြာရောင်အလင်းအောက်တွင်မော်ဘန်နာနှစ်ခုသည်ဓာတ်အလင်းများဖြင့်ချက်ချင်းဖိနှိပ်ခံလိုက်သည်သူတို့၏ဝိညာဉ်အလင်းသည်ချက်ချင်းသေးငယ်သောဘောလုံးအဖြစ်သို့ကျုံဝင်သွားသည်လှိမ့်နေသောမိအကွက်မူ၎င်းသည်ဟန်လီ၏အနီးသို့ပေအနှဲငယ်မရောက်မီဓာတ်အလင်းများစွာဖြင့်ဘာမှမရှိတော့အောင်ရှော့ချခံလိုက်ရသည်ယခုသည်ဤမော်စရာသူများနှင့်အချိန်ဖြုံးနေရအချိန်မဟုတ်ပဲဟန်လီသည်နောက်ဆုတ်ရန်ရည်ရွယ်ချက်မရှိပါတွားဟူသောစကလုံးကိုထုတ်ဖော်လိုက်ပြီးနောက်ဓာတ်အလင်းတရာသည်ရုတ်တရက်တောက်ပါစာလင်းလာလာသည်တကြိုင်နက်ထဲပြစ်ထသွားသည်လွှမ်းမိုးနေသောအပြာရောင်အလင်းသည်မော်စရာသူတိုင်းစီသို့ပြေးသွားသည်အခြေခံအစ်စ်မော်စရာများသည်သူတို့၏မော်လံများကိုမြှောက်ကသူတို့ကိုယ်သူတို့ကာကွယ်ရန်စ조사တော်လဲအပြာရောင်ဓာတ်အလင်းများထိမှန်ပြီးနဲ့တပြိုင်နက်အားလုံးသည်အသားဆက်များအထစ်ပြောင်းလဲသွားသည်သူတို့ထွက်ပြေးရန်အခွင့်အရေးပင်မရခဲ့ပေအမျိုးတည်းစင်မော်စရာနှစ်ဦးသည်ဓာတ်အလင်းများစွာသူတို့စီသို့ပြန်တန်းလာသည်ကိုမြင်သောအခါတီးတမတ်ဖြူဖြောကျော်သွားကြသည်သူတို့မိမြရေးရင်သည်ဖြစ်စေထိုမြကြောက်မက်ကွန်သောတိုက်ခိုက်မှုကိုခံရရန်မရဲဝံ့ကြပြီဒုတိယအကြိမ်မစင်စားပဲသူတို့တဦးစီသည်အလင်းတိုင်းဖြစ်သို့ပြောင်းလဲကာဆန့်ကျင်ဘက်လမ်းကြောင်းများစီသို့ထွက်ပြေးသွားကြသည်ဟန်လီသည်ဤရာကိုမြင်သောအခါသူ၏မျက်လုံးများတွင်အေးဆက်သောအလင်းနှင့်လင်းလက်သွားသည်သူသည်လက်ခတ်ပြူလုပ်သည်သူတို့စီသို့ပြန်တန်းနေသောဓာတ်အလင်းနှစ်ခုသည်ရှင်းလင်းသောဟိန်းတန်ထုတ်လွှဲသောရုတ်တရက်ပေါင်းစည်းသွားသည်သူတို့၏ပေါင်းဆက်ဆွမ်းအားသည်သူတို့၏အရှိန်ကိုတဝက်ကျော်တိုးမြင့်လိုက်သည်မူလန်မော်ရယာနှစ်ဦးသည်ပေ20ခန်းသာပြန်တန်းနေခဲ့ပြီးလွှမ်းမိုးနေသောဓာတ်အလင်းများဖြင့်လုံးဝဖုံးအုပ်ခံလိုက်ရသည်သူတို့သည်သူတို့၏ကာကွယ်မှုကိုအသိအသက်အသက်သွင်းကဆက်လက်ထိန်းသိမ်းရန်အမျိုးသောဝိညာဉ်ပညာရည်များကိုသုံးခဲ့တော်လဲကောင်းကင်ပြရောင်အလင်းကြားရသောအခါသူတို့၏ပညာရည်များနှင့်ကာကွယ်မှုများအားလုံးချက်ချင်းပျောက်ကွယ်သွားသည်
နှစ်ဦးစလုံးအတန်ပင်မထွက်နိုင်ခဲ့မီသူတို့၏ကိုခန္ဓာများကိုဓာအလန်းများကမရေမတွက်တိုင်းသောအပိုင်းအစားများအဖြစ်ပိုင်းဖြတ်လိုက်ပြီးသူတို့၏မူလဝိညာဉ်များလည်းထွက်ပြေးလန်အခွင့်အရေးမရဘဲဓာအလင်းတဲတွင်တိုက်ရိုက်ပျော့ဝန်းသွားသည်ဟန်လီအောင်မြင်သည်နှင့်တစ်လိုက်နှင့်အမျက်ဒေါဒထွက်နေသောဟင်းဟောက်တန်းသည်အပေါ်မှပဲ့တင်ထွက်လာပြီးနောက်မျက်စိကျိန်းစရာအဝါရောင်အလင်းသည်ကောင်းငင်မှမယုံနိုင်လောက်သောအရှိန်ထင်းဆင်းသက်လာသည်ဟန်လီ၏အမူအရာပြောင်းလဲသွားပြီးသူ၏နောက်ွယ်တွင်မိုးချိန်ကွဲအပ်တန်းကျင်သူ၏လေနှင့်မိုးကြိုးအတောင်ပံများချက်ချင်းဖြန့်ကားသွားသည်ငွေရောင်အလင်းတန်းလင်းလက်သွားပြီးသူခြေရလျာမကြံပျောက်ကွယ်သွားသည်အလင်းအမြန်ဆင်းသက်လာသောအဝါရောင်အလင်းသည်ဤအရာကိုမြင်သောအခါရက်တန့်သွားပြီး၎င်း၏တောက်ပမှုမိန်သွားပြီးနောက်မုတ်စိတ်ငွေမရှိသောအဝါရောင်ဝတ်စုံဝတ်အဖိုးကြီးတဦးသည်လေထဲတွင်ပေါ်လာသည်သူ၏မျက်နှာသည်ဒေါသဖြင့်ပြည့်နှက်နေသောလဲအံ့ဩမှုနှင့်မရေရာမှုအရာရောင်သည်သူ၏မျက်လုံးများ၏အတွင်းပိုင်းတွင်ရှိနေစေဖြစ်သည်ဤသူသည်မူလန်၏အကြီးကဲများတဲကတဦးဖြစ်သည်သူသည်ဖြန်နန်းမှတဲတဲသားကြင်ကြံသူအနှဲငယ်နှင့်ပူးပေါင်းကတင်းမာနေစဉ်သူ၏ဆွေမျိုးများမှတည်င်းစကားရရှိပြီးချက်ချင်းထွက်ပြေးလာခြင်းဖြစ်သည်သို့သောသူ၏လှုပ်ရှားမှုများသည်လျံတော်လဲသူ၏ဆွေမျိုးသားချင်းနှစ်ဦးကိုကောင်းကင်ပြားရောင်ဓာအလင်းပြီးဖျက်ဆီးခံရတာကိုသာသူမြင်တွေ့ခဲ့ရပြီးတဘာဝအတိုင်းသူ့ကိုအလွန်ဒေါသထွက်စေခဲ့သည်သူတို့တွေတွင်သူ၏ကိုယ်ပိုင်တပည့်သူလည်းပါဝင်သည်သူသည်သူ့တပည့်ကိုတားသို့နှောင်တူကဲ့သို့အမြဲဆက်ဆံခဲ့သည်သို့သောဟန်လီ၏ရုတ်တရက်ပြောက်ကွယ်မှုကသူ့ကိုလန့်တော်စေသည်သူသည်ထျာနန်းကြံ့ကြံသူများကြားစီအလွန်အစွမ်းထက်သောပုတ်ကိုတဦးကိုချက်ချင်းတတိယဝါပြီးသူ၏မကျေနပ်မှုကိုအလင်းမြန်ထိမ့်ချုပ်ကသူ၏နတ်တီးစိတ်ဖြင့်ပတ်ဝန်းကျင်ကိုစစ်ဆေးလိုက်သည်ငွေရောင်အလင်းတန်းသည်သူ၏နောက်ွယ်တွင်ပေါ်လာပြီးဟန်လီ၏ပွန်တရန်ပေါ်လာသည်တေဟန်လီ၏ပေါ်လာမှုကိုခန်းစားမိသောအခါအဖိုးကြီးသည်တုံ့ဆိုင်ခြင်းမရှိသူသည်လှက်ပတ်လိုက်ပြီးလက်ကိုမြှောက်ကလေးတောင်မောဘန်တာသည်ဟန်လီကိုရှေ့ခတ်လိုက်သည်၎င်းကိုထုတ်လွှတ်လိုက်သောအခါမောဘန်တာသည်တောက်ပါသောအဝါရောင်အလင်းထုတ်လွှတ်လိုက်ပြီးချက်ချင်းပဲကျန်းဆယ်ဝဲကျော်ရွဲဆချီသောအေယာမအုတ်ခဲအဖြစ်သို့ပြောင်းလဲသွားသည်မောဘန်တာမှစူးရှဲသောလေချွင်တန်းထွက်ပေါ်လာသည်၎င်း၏စွမ်းအားသည်အမှန်တကယ်အန်ဟာတင်ဖို့ရဖြစ်သည်ဟန်လီသည်အမူအရာမဲ့စွာလက်ကိုမြှောက်လိုက်ရာအပြာရောင်အလင်းတိုင်းကားသည်သူ့ရဲ့လက်မှပြန်ထွက်သွားသည်မက်ဆီကမိတ်အတွင်၎င်းသည်ပုံမူကြီးမားလာပြီးသူ့ရဲ့ရှေ့တွင်အေယာမတိုင်းကားအဖေပြောင်းလဲသွားသည်ကျဲလောင်သောပောက်ကွဲတံတစ်ခုအပြီးတွင်အဝါရောင်နှင့်အပြာရောင်အလင်းများရောရွှတ်သွားသည်အေယာမအုတ်ခဲနှင့်အပြာရောင်တိုင်းကားတို့သည်တစ်ချိန်နဲ့တုန်ခါသွားပြီးနောက်ထုတ်ပြန်လဲပြန်တန်းသွားကြသည်အင်းအားချင်းသူ့နီးပုံရသည်ဟန်လီသည်အေယာမတိုင်းကားသည်သူ့စီသို့ပြန်လာသည်ကိုမြင်သောအခါအမူအရာမဲစွာလက်ညှိုးကိုဆန်တန်းကညင်သားစွာထောက်လိုက်သည်အစိမ်းရောင်အလင်းတန်းလင်းလက်သွားပြီးနောက်တိုင်းကားသည်ထူးဆန်းစွာရပ်တန်းသွားသည်အေယာမအုတ်ခဲသည်လဲသွားပြီးနောက်အဝါရောင်အလင်းအဖြစ်သို့ပြောင်းလဲကဟန်လီစီသို့ထမှန်ပစ်ခတ်လာသည်ဟန်လီလှောင်ပြောင်းလိုက်ပြီးသူ့ရဲ့နောက်ွယ်မှငွေရောင်လက်စီချောင်းသည်ထမှန်ပျောက်ကွယ်သွားသည်အဝါရောင်ဝတ်စုံဝတ်ထားသောအဖိုးကြီးသည်ဤရာကိုမြင်သောအခါလန့်သွားသည်မစင်းစားပဲလက်ကိုမြောင်းလိုက်သည်သိငယ်သောခရမ်းရောင်အလံသည်သူ့ရဲ့လက်မှပစ်ထွက်လာပြီးချက်ချင်းပင်သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုကာကွယ်ရန်ခရမ်းရောင်မိုးတိမ်အဖြစ်သို့ပြောင်းလဲသွားသည်ထိုစဉ်တွင်အဖိုးကြီးရဲ့ဘဲဘက်တွင်မိုးချွင်တန်းထပေါ်လာပြီးဟန်လီရဲ့ပုံတံပေါ်လာသည်သူသည်ပါးစပ်ကိုဖွင့်ကအရှေ့လက်မှအနှဲငယ်ရှိသောဓားငယ်တစ်ချောင်းကိုထွေးထွက်လိုက်သည်ဓားကိုထုတ်လိုက်သည့်အခိုက်တွင်၎င်းသည်နှက်ပြရောင်မီးလံများဖြင့်ဖုံးအုပ်သွားပြီးလင်းမြတ်သောလင်းလက်မှုနှင့်ခရမ်းရောင်မိုးတိမ်ရှိသို့ပေခတ်သွားသည်ခရမ်းရောင်မိုးတိမ်အတွင်ရှိအလွန်တင်ငင်းနေပုံရသောအဖိုးကြီးသည်ပြန်တန်းလာသောဓားပေါ်ရှိအပြာရောင်မီးလံများကိုမြင်သောအခါအစိတ်ရှိသောကိမီးကောက်ကိုမြင်ရသည့်အလားရုတ်တရက်ထိတ်လန့်သွားပုံပေါ်လာသည်မစင်စားပဲသူသည်သူ့ခန္ဓာကိုယ်ကိုရွှေ့လိုက်ပြီးဓားတိုက်ခိုက်မှုကိုရှောင်ရှားရင်းအကွာ၍အနှဲငယ်ကိုချက်ချင်းရွှေ့သွားသည်ထို့သောအဖိုးကြီးမမျှော်လင့်ထားသည်မှာသူရွေ့သွားသည့်အခိုက်တွင်မထင်ရှားသောမမြင်နိုင်လူနေပါအမျိုးသမီးပုံတန်သည်သူရောက်ရှိလာမှုကိုခံတင်ထားသည့်အလားသူ့ရဲ့နောက်ွယ်တွင်ရုတ်တရက်ပေါ်လာသည်ထိုမှသည်သူမရဲ့ကြောက်စီလက်ကိုလှုပ်လိုက်သည်ခေါင်းကင်ပြာရောင်ဘောလုံးသည်လက်စီအရန်ပင်ဖိထွက်သွားသည်အမျိုးသမီးပေါ်လာပုံသည်တစ်ရှိပြီးတရေကဲ့သို့ဖြစ်သည်အဖိုးကြီးသည်သူမ၏ရှိသူတွေရုတ်တရက်ပေါ်လာသည်အလားသူမ၏ပေါ်လာသည့်အချိန်သည်ဟန်လီနယ်ပြီးပြဆိုစွာချိန်ကြီးထားသည်တို့တိုင်အဖိုးကြီးတဲသေးတာအစင်နတ်စိတ်ဖြင့်သူ၏နောက်ွယ်ရှိပုံမှန်မဟုတ်သည့်အရာကိုတဘာဝအတိုင်းခံစားမိသည်သို့သောထိုမြတူတောင်းသောကွာဝေးတွင်သူရှောင်လွှဲနိုင်ခြင်းမရှိပေ
သူလုံနိုင်သည့်တခုတည်းသောအရာမှာသူ့ပတ်လည်ရှိအကာအကွယ်ခရိုင်ရောင်မိုးတင်ထဲတွင်သူ၏မော်ဆွမ်းအိမ်အားလုံးကိုအသေးဆန်တွန်းလောင်းခြင်းသာဖြစ်သည်ဤရှေးရောင်ဗန္ဒာမှာထပ်ပေါ်လာသောခရိုင်ရောင်မိုးတင်သည်အလုံးအစွမ်းထပ်ပြီးသူသည်ယုံကြည်မှုအနေငယ်ရှိနေသေးသည်နားကွဲမတဟင်းဟောက်တန်တစ်ခုဖြင့်ရွှေရောင်လေကောက်ကင်ပြားရောင်အလင်းပေါက်ကွဲသွားပြီးအလွန်ထူးကဲပုံရောသောခရိုင်ရောင်မိုးတင်သည်အလင်းထဲတွင်ပြူလဲကွဲကြည်သွားပြီးအတွင်းရှိအဖိုးကြီးသည်ဝမ်းနည်းခွေအော်ဟစ်လိုက်ပြီးသူ၏ကိုယ်ခန္ဓာ၏တဝက်ပျောက်ကွဲသွားပြီးကြံရှိသောတဝက်ကိုကောင်းကင်ပြားရောင်မီလျံများကလုံးဝဝါမြူတော်မူဖြစ်သည်ဤရာကိုမြင်သောအခါအဖိုးကြီးကြံရှိနေသောဦးခေါင်းသည်ထိတ်လန့်မှုဒေါသနှင့်မယုံကြည်မှုတို့ဖြင့်ပြည့်နှံနေသည်သို့သော၎င်းသည်ချက်ချင်းအလုံးအစိပ်ပြင်းသောအမူအရာဖြင့်ပြောင်းလဲသွားပြီးတစ်ချိန်တည်းမှာပဲသူသည်သူ့သွားများကိုကိုက်လိုက်သည်ဖုံးဟူသောအတန်ဖြင့်သူ၏ကြမ်းရှိသောကိုယ်ခန္ဓာသည်သူအလိုလိုပေါက်ကွဲသွားပြီးထိုမှညစ်စီကျင်းသောအဝါရောင်အလင်းတန်းတစ်ခုပြန်ထွက်လာကပေဆဲပေကြော့အကွာသို့ချက်ချင်းပိတ်ခတ်သွားသည်အတွင်းတွင်အဖိုးကြီး၏မျက်နှာနှင့်ဆင်တူသောအရွယ်စားလက်မခံရှိသောကလိတယူရှိသည်၎င်းသည်အဝါရောင်ဝတ်စုံဝတ်ထားသောအဖိုးကြီးသည်အခြေအနေဆိုးရခြင်းသိရှိသည်သူ၏ရုပ်ခန္ဓာကိုပြက်ပြက်သားသားဆွန့်လွတ်ကသူ၏တဲသေးသားအစဉ်ကိုထွက်ပြေးစေခဲ့ခြင်းဖြစ်သည်သူသည်သူ၏အသက်ကိုကဲ့ဆယ်ရမျောနေခဲ့သည်သို့သောဟန်လီသည်ဤရာကိုကြိုတင်ခံမှန်းထားသည့်အလားထင်သည်တဲသေးသားအစဉ်ပြန်ထွက်လာသည့်အချိန်နှင့်တကွိုင်နက်သူသည်ငွေရောင်အလင်းတွင်ထမှန်ပြောက်ကွေးသွားသည်နောက်တစ်ခဏတွင်တဲသေးသားအစဉ်၏ထွက်ပြေးရာလမ်းကြောင်းရှေ့တွင်တိုက်ရိုက်ပေါ်လာသည် သူ၏လက်ကောက်ဝဲကိုလှုပ်လိုက်ရာမိုးချင်းတန်နှင့်အတူရွှေရောင်ပိုက်ကောက်သည့်သူ့အပေါ်သို့ကျဆင်းလာသည်တစ်ချိန်တည်းမှာပင်အပြာရောင်မီးလျံများဖုံးအုပ်ထားသောဓာငယ်တစ်ချောင်းသည်နောက်ွယ်မှပလစ်ထွက်လာသည်အဝါရောင်အလင်းထဲရှိကလေးသည်ဤအရာကိုမြင်သောအခါကြောက်ရွံ့မှုညံထိတ်လန့်မှုပြထားခဲ့ပြီးတင်းငယ်သောလုံးဝိုင်းသောခွက်ငယ်တစ်လုံးကိုထွေးထုတ်လိုက်သည်ငွေရောင်အလင်းထင်တော့ပေါက်နေသောခွက်သည်ကျဆင်းလာသောရွှေရောင်ပိုက်ကောက်ကိုကြိုးဆိုခဲ့သည်ဖုံးဟူသောအတန်ထင်ခွက်သည်ပိုက်ကုံကိုမထီမီမှာပင်အဖိုး၏တဲသေးသောအဆင့်၏မော်ရွတ်ဆိုမှုကြောင့်ကွဲချေသွားသည်ငွေရောင်အလင်းတန်းလင်းလက်သည်နော်အပိုင်းအစားဆွားသည်လေးဘက်လေးလန်းပြန့်ကျဲသွားသည်ကြာဆင်းနေသောလက်ရှိပိုက်ကော်သည်မောဘန်ဒါအပိုင်းအစားယူ၏စိတ်ခတ်မှုကြောင့်အနှဲငယ်တုန်ခါသွားသည်ထိုခဏတာနှုံထီမှုတွင်အဖိုး၏တဲသေးသားအဆင့်သည်နေရာရေလာချင်းကိုအတုံပြူခဲ့သည်အကာအကွယ်အဝါရောင်အလင်းတန်းလင်းလက်သွားပြီးတဲသေးသားအဆင့်သည်ခြေရလက်ရမချန်ပြော့ကွယ်သွားကနောက်တစ်ခဏတွင်ပေ30အကွာတွင်ပြင်ပေါ်လာပြီးနောက်အလင်းတန်းဖြင့်ပြောင်းလဲကလုံကွာပြော့ကွယ်သွားသည်ရွှေရောင်ကိုက်ကော်သည်သူ့ကိုဖုံးအုပ်ရာနှီးပါးထီခဲ့တော်လေသူသည်ရှော့ထွက်သွားနိုင်ခဲ့သည်ဟန်လီသည်တဲသေးသားအဆင့်ပြော့ကွယ်သွားသည့်လမ်းကြောင်းကိုစိုက်ကြည့်ရင်းမျက်မှောင်ချုပ်လိုက်သည်လိုက်ဖမ်းရာရွေချက်မရှိပဲဒီလူကားတော်တော်လဲတဲ့သူ့ရဲ့အသက်မောဘန်ဒါကိုတောင်ဖြစ်စီပြီးသူ့ပြေးသွားတာဒီလိုရက်ဆက်တဲ့လူမျိုးကတကယ်ရှားပါတယ်ဟုရွတ်တဲ့ပေါ်လာပြီးအဖိုးကြီးတုံးလောင်အိတ်ကိုကိန်းဆောင်ထားတော့အဖြူရောင်ဝတ်အမျိုးသမီးကအနှဲငယ်အန်အားတင်စွာဖြုတ်လိုက်သည်သူမသည်သွေးတိုင်းကစားတင်ပြီးနောက်ဟန်လီလိုရှိုးလေလွတ်ပေးခဲ့တော့ရင်ရွေးမှလွေတခြားမြတ်သမီးမှမဟုတ်ပဲသူ့ရဲ့ကန်ချမကအဆုံးမထသည့်ဦးထင်တယ်ဟန်လီသည်အလားတူရှိအနောက်ရှက်ဖြစ်နေသည်သူ့၏လက်ကောက်ဝဲကိုလှုပ်လိုက်ရာမိုးချင်းတန်နှင့်အတူရွှေရောင်ပိုက်ကောက်သည်သူ့အပေါ်သို့ကျဆင်းလာသည်တစ်ချိန်တည်းမှာပင်အပြာရောင်မီးလျံများဖုံးအုပ်ထားသောဓာငယ်တစ်ချောင်းသည်နောက်ွယ်မှပလစ်ထွက်လာသည်အဝါရောင်အလင်းထဲရှိကလေးသည်ဤအရာကိုမြင်သောအခါကြောက်ရွံ့မှုညံထိတ်လန့်မှုပြထားခဲ့ပြီးတင်းငယ်သောလုံးဝိုင်းသောခွက်ငယ်တစ်လုံးကိုထွေးထုတ်လိုက်သည်ငွေရောင်အလင်းထင်တော့ပေါက်နေသောခွက်သည်ကျဆင်းလာသောရွှေရောင်ပိုက်ကောက်ကိုကြိုးဆိုခဲ့သည်ဖုံးဟူသောအတန်ထင်ခွက်သည်ပိုက်ကုံကိုမထီမီမှာပင်အဖိုး၏တဲသေးသောအဆင့်၏မော်ရွတ်ဆိုမှုကြောင့်ကွဲချေသွားသည်ငွေရောင်အလင်းတန်းလင်းလက်သည်နော်အပိုင်းအစားဆွားသည်လေးဘက်လေးလန်းပြန့်ကျဲသွားသည်ကြာဆင်းနေသောလက်ရှိပိုက်ကော်သည်မောဘန်ဒါအပိုင်းအစားယူ၏စိတ်ခတ်မှုကြောင့်အနှဲငယ်တုန်ခါသွားသည်ထိုခဏတာနှုံထီမှုတွင်အဖိုး၏တဲသေးသားအဆင့်သည်နေရာရေလာချင်းကိုအတုံပြူခဲ့သည်အကာအကွယ်အဝါရောင်အလင်းတန်းလင်းလက်သွားပြီးတဲသေးသားအဆင့်သည်ခြေရလက်ရမချန်ပြော့ကွယ်သွားကနောက်တစ်ခဏတွင်ပေ30အကွာတွင်ပြင်ပေါ်လာပြီးနောက်အလင်းတန်းဖြင့်ပြောင်းလဲကလုံကွာပြော့ကွယ်သွားသည်ရွှေရောင်ကိုက်ကော်သည်သူ့ကိုဖုံးအုပ်ရာနှီးပါးထီခဲ့တော်လေသူသည်ရှော့ထွက်သွားနိုင်ခဲ့သည်ဟန်လီသည်တဲသေးသားအဆင့်ပြော့ကွယ်သွားသည့်လမ်းကြောင်းကိုစိုက်ကြည့်ရင်းမျက်မှောင်ချုပ်လိုက်သည်လိုက်ဖမ်းရာရွေချက်မရှိပဲဒီလူကားတော်တော်လဲတဲ့သူ့ရဲ့အသက်မောဘန်ဒါကိုတောင်ဖြစ်စီပြီးသူ့ပြေးသွားတာဒီလိုရက်ဆက်တဲ့လူမျိုးကတကယ်ရှားပါတယ်ဟုရွတ်တဲ့ပေါ်လာပြီးအဖိုးကြီးတုံးလောင်အိတ်ကိုကိန်းဆောင်ထားတော့အဖြူရောင်ဝတ်အမျိုးသမီးကအနှဲငယ်အန်အားတင်စွာဖြုတ်လိုက်သည်သူမသည်သွေးတိုင်းကစားတင်ပြီးနောက်ဟန်လီလိုရှိုးလေလွတ်ပေးခဲ့တော့ရင်ရွေးမှလွေတခြားမြတ်သမီးမှမဟုတ်ပဲသူ့ရဲ့ကန်ချမကအဆုံးမထသည့်ဦးထင်တယ်ဟန်လီသည်အလားတူရှိအနောက်ရှက်ဖြစ်နေသည် မူလလူမျိုးများသည်လေနှင့်မိုးကြိုးအတောင်ပန်နှင့်ခေါင်းကင်ပြာရောင်ရေခဲမိလျာတို့ခုလုံးကြောင်းအားလုံးတည်ပုံရသည်အစစ်မင်းမော်စရာများကိုအံ့ဩစေသောတိုက်ခိုက်မှုများသည်လွယ်ကူသောအလုပ်ဖြစ်တော်မူမဟုတ်ပေဒါပေမဲ့မင်းရထပြေးတဲ့နီးစနစ်ကအရင်ကထပေါ်ပြီးအံ့ဩစရာကောင်းလာပုံရလဲမင်းကဒီလောက်နီးကပ်စွာခိုးဝင်နေခဲ့တာတောင်ဒီလူကတတိမထားမိဘူးဟုဟန်လီသည်ရင်းရွေကိုကြည့်ပြီးပေါ်ပေါ်ပါပါပြောလိုက်သည်ကျမကဒီမျက်လုံးလေးလောင်းဝိညာဉ်မီခွေးနဲ့စိုးကိုခံလာရဲ့ဖုံးကွယ်ခြင်းနီးစနစ်တစ်စင်ကိုမကြသေးမီကပါဖောက်ထွင်းနိုင်ချေသည်ဒါအပြင်သခင်ကသူ့ကိုအာယုံဆွဲဆောင်နေတာကြောင့်သူအာယုံမပြန့်လွင်နိုင်ခဲ့ဘူးဒါကြောင့်ကျမဒီလောက်အလွဲတကူအောင်းမြင်နိုင်ခဲ့တာဟု
ရင်ရွေးကရင်မောက်လိုက်သည်ဒူမရဲ့အတန်းသည်ကြည်လင်ပြတ်သားသည်ဖြစ်နိုင်တယ်ဟန်လီသည်စကားမပြောဘဲခေါင်းငိမ်လိုက်သည်ရင်ရွေးသည်သူ့ရဲ့မောယတနာဝိညာဉ်ဖြစ်လာပြီးကဘာပေါ်တွင်ပုလင်းငယ်လေးရဲ့လူရွှေချက်ကိုဝေမျှသည်တူးတဲ့သောအခြားသူဖြစ်တော်လဲအကြောင်းတချို့ကြောင့်သူသည်သူမအားလူရွှေဆန်းချင်မှုညင်ဖုံးကွယ်ထားသည်ဟုအမြဲခံစားရပြီးသူ့ကိုမမြင်နိုင်အောင်ဖြစ်စေသည်ရင်ရွေးနှင့်စကားအနှဲငယ်ဖလှယ်ပြီးနောက်ဟန်လီသည်စစ်မြေခွင်ကိုပြန်လည်ဆက်ဆဲကြည့်ရှုသည်ဤတစ်ချိန်တွင်သူသည်အရင်ကထက်အများကြီးပိုကယူစိုက်ခဲ့သည်ပထမတစ်ချက်တွင်ထူနီအားသည်ရှုပ်ထွေးမှုတစ်ဆက်သားဖြစ်ပုံရသည်သို့သောဟန်လီသည်အချင်းဤအများစုကိုခွဲခြားတည်မြဲနိုင်စေဖြစ်သည်ခေါင်းကင်မြန်မာစွာတိုက်ခိုက်နေစေဖြစ်သောအကြီးအကဲကျင့်ကြံသူ6ဦးမှလွဲ၍စစ်မြေခွင်ကိုအချင်းဤအများစုခွဲခြားထားသည်တနည်းမှာကျင့်ကြံသူ10ကနာရာတင်နာသို့မဟုတ်ထောင်ကနာပင်ပါဝင်သည့်ကျင့်ကြံသူများသည်တင်းငယ်ဘောနီယာတစ်ခုတွင်စုဝေးသည့်တအူးကိုတအူးတိုက်ခိုက်နေကြသည်ဤသူများသည်အများအားဖြင့်ဂိုက်ကိုကျင့်ကြံသူများသို့မဟုတ်အခြားသောလူမျိုးစုကမောစရာများဖြစ်ကြပြီးအတူတူအလုလုပ်ရာအလစ်ရှိသူများဖြစ်ကြသည်ထို့ကြောင့်အဓိကတိုက်ခိုက်ဖြစ်သွားသောအခါသူတို့သည်ရန်သူကိုတိုက်ခိုက်ရန်ချက်ချင်းစုဝေးကြသည်ဤဒီမှာတယောက်တည်းတိုက်ခိုက်ခြင်းထက်အများကြီးပိုကောင်းသည် ဒီနေ့ဖြင့်သူတို့တေဆုံးရန်အခဏရင်းနေပါသည်တိုက်ပွဲအုပ်စုအများစုသည်ရက်တန့်နေပြီးအနိုင်ရွယ်သူကိုလေမြန်စွာဆုံးဖြတ်နိုင်ခြင်းမရှိသေးပေနောက်တစ်နေ့မှာလူအနှဲငယ်သည်တဦးချင်းတိုက်ခိုက်ခြင်းသို့မဟုတ်တဦးကိုအများကတိုက်ခိုက်ခြင်းပါဝင်သည်ဤချင်းချန်သူများသည်အများအားဖြင့်အစင်းမြင့်ချင်းချန်သူများသို့မဟုတ်မော်စရာများဖြစ်ကြသည်သူတို့၏တိုက်ပွဲများသည်အုပ်စုကြီးများပါဝင်သည့်တိုက်ပွဲများထက်ပို၍ပင်အန္တရာယ်များသည်မကြာခဏဆိုသလိုအမားတကုတည်းကလုံးဝဖြစ်စည်းခြင်းကိုဖြစ်ပေါ်စေနိုင်သည်နောက်ဆုံးအခြေအနေမှာနှစ်ဖက်စလုံးသည်မယုံနိုင်စရာရှိုးဝဲနည်းစနစ်များနဲ့ရှားပါသောဗန္တာများကိုအလွန်ပြင်းထန်သောရင်ဆိုင်မှုတွင်အသုံးပြုခြင်းပါဝင်သည်အထူးခြားဆုံးမှာအလွန်ပြင်းကျယ်နေသောအနက်ရောင်ထရဲမျိုးကိုများဖြစ်ပြီးတင်းမာသောအော်ဟစ်သားများထုတ်လွှင့်ကလေတွင်အရှိန်အဟုန်ဖြစ်သွားလာနေသည်ဤမျိုးကိုများတွင်မိမိကိုမိမိပိတ်မိနေသောမိသည့်မောစရာမဆိုချက်ချင်းညှိုးနွမ်းသွားသောရုပ်အလောင်းအဖြစ်ပြောင်းလဲသွားသည်မြေပြင်သို့ပြုတ်ချသွားသည်၎င်းဖြစ်သွားရာနေရာတိုင်းတွင်မောစရာများသည်ထိတ်လန့်တခြားဆုတ်ခွာကြသည်တရဲမျိုးကိုများ၏နောက်ကွယ်မှာမောစရာအနှံငယ်သည်၎င်း၏ရှိနေခြင်းကိုစိတ်မပူပဲလီနှင့်မောကျုံမော်နီးစနစ်များကိုမစုံမနစ်ထုတ်လွှေကမြို့ကိုကိုမစုံမနစ်တိုက်ခိုက်နေကြသည်တိုက်ခိုက်မှုတစ်ခုစီသည်၎င်း၏တစိတ်ပိုင်းကိုကွေးချေစေပုံရသည်သို့သောမြို့ကိုများအတွင်းမှာအခြားသူများကအလံကဲသို့သောမောဗန္ဒာများကိုစင်ဆက်မနစ်ဝေရန်နေသည့်ဖြင့်မြို့ကိုများ၏အရွယ်စားသည့်တိမ်မွေစွာတိုးလာသည်ဤအရာကမူလမော်စရာများကိုတရဲမြူကိုများကိုမြတ်တိုးများမတတ်နိုင်အောင်ဖြစ်စေသည်အခြားတနေရာတွင်အစစ်မြင့်သေးသေးသာကျင့်ကြံသူဓာစဉ်တစ်ခွဲခန်းသည်အမြင့်ပေတရားကျော်ကြီးသောကြောက်တုံးဘီလူကြီးတစ်ခေါင်နဲ့တိုက်ခိုက်နေကြသည်ဘီလူကြီးသည်ရိုးရိုးအပြာရောင်ကြောက်တုံးများဖြင့်ဖွဲ့စည်းထားပုံရသည်အရွယ်စားကြီးမားယုံသားမကလှုပ်ရှားမှုတိုင်းတွင်ခိုက်ခွဲကြောက်အရွယ်စားကြောက်တုံးများကိုမော်ကဲသို့ပစ်ပေါင်နိုင်သည်ဤချင်းချန်သူများသည်အကားခွဲမော်တိုင်းကများပိုင်ဆိုင်ထားတော့လေတိုက်ရိုက်ထီးမှန်ကိုခံယူရမလိုလာကြပေဘီလူကြီးပခုံးမော်တွင်မော်စရာသူစီကရက်နေပြီး၎င်းကိုအထောက်ကူပြုရန်သူတို့၏မောဗန္ဒာများကိုဆင်းဆက်မပြတ်အသက်သွင်းနေကြသည်ဤသူများလို့လည်းကျင့်ချံသူများနှင့်မောစရာများဖြစ်ကြပြီးမယုံနိုင်လောက်အောင်အစွမ်းထက်သောမောဗန္ဒာများကိုပြင်းထန်သောတိုက်ပွဲတွင်အထုံးပြနေကြသည်ဤဗန္ဒာများထဲမှတစ်ခုစီသည်တာမန်ရှေးရောင်းဗန္ဒာများထတာလွန်သောအံ့အားသင့်ဖွယ်စွမ်းအားကိုပိုက်ဆိုင်ထားသည်၎င်းတို့သည်အညိုမျိုးသောဂိုင်းများသို့မဟုတ်မူလန်လူမျိုးစု၏တန်ဖိုးရှိသောပစ္စည်းများဖြစ်နိုင်သည်ဤရာကဟန်လီကိုမျက်စိပွင့်စေခဲ့သည်ဟန်လီသည်သွေးတိုင်းကာကိုဖောက်ထွင်းနိုင်ခဲ့တော်လေရှုပ်ထွေးမှုကြောင့်အနီးအနားရှိတိုက်ပွဲအုပ်စုအနှဲငယ်သာသူ့ကိုတတိထားမိရန်အချိန်ရခဲ့သည်သို့သောဤတိုက်ပွဲအုပ်စုများထဲမှအနီးဆုံးသည်ပေယာကနန်းမြအကွာဝေးတွင်ရှိနေသည်တိုတိုင်မူလန်ကျေးဇူးတော်အကြီးခဲနှစ်ဦးသည်ဤတိုက်ပွဲအုပ်စုများမှချက်ချင်းပြန်ထွက်လာပြီးအလင်းတန်းနှစ်ခုအဖြစ်ပြောင်းလဲကဟန်လီစီတို့ချင်းထွက်စွာပြေးလာကြသည်ဟန်လီ၏ရက်ဆက်သောနီလန်းများကိုမြင်သောအခါသူညီသောအဆင့်ရှိသောကျေးဇူးတော်အကြီးကဲတဦးကိုပင်မျက်စိတမိတ်တွင်ဖျက်ဆီးလိုက်သည်ထိုနှစ်ဦးသည်အနိုင်ရရန်ယုံကြည်မှုမရှိကြပေတိုတိုင်ထိုကဲ့သို့သောထဲဒေတာအစဉ်အလဲအထက်အစဉ်ကျင့်ကြံသူကိုထိန်းထုတ်မထားဘဲလွတ်ထားရန်သူတို့မရဲဝင်ကြပေသူ၏ဖျက်ဆီးနိုင်သောစွမ်းအားသည်ကြီးမားလိမ့်မည်တွားဟန်လီသည်ထဲဒေတာကျင့်ကြံသူများဝိုင်းရန်ခြင်းကိုထပ်မံခံယူရန်ရည်ရွယ်ချက်မပြဘဲရင်းရွေကိုအေးဆက်စွာပြောလိုက်သည်ထို့နောက်အလင်းတန်းတစ်ခုပေါက်ကွဲထွက်လာပြီးကောင်းကင်ပြာရောင်အလင်းတန်းအဖြစ်ပြောင်းလဲကအခြားကပ်ရက်ရှိသောသွေးတိုင်းကစီတို့တည်တည်ပြေးသွားသည်ရင်၍လန်သွားတော့လဲချက်ချင်းနားလဲသွားသည်
ထူးဆန်းသောအပြုံးတစ်ခုပြီးတွင်သူမ၏ပုံသဏ္ဍာန်သည်အနှဲငယ်ဝါသွားပြီးလေထဲသို့ပျောက်ကွဲသွားသည်ခေါင်းကင်ပြာရောင်အလင်းသည်သွေးတိုင်းကာ၏အပေါ်တွင်ခဏမျှရပ်တန်းသွားပြီးမိုးကြိုးပလေတစ်လုံးဖြစ်ထွက်သွားသည်ရလက်ကိုမစင်းစားပဲဟန်လီသည်နောက်ထပ်သွေးတိုင်းပါစီသို့တိုက်ရိုက်ပြန်သွားသည်ဟန်လီသည်ပိတ်မိသောအခြားထဲဒေသကျဉ်ကြံသူများကိုတဦးပြီးကဦးအရင်ကတင်ရန်ရည်ရွယ်ခဲ့သည် သူ၏နောက်ဘက်မှာမိုးချင်းတန်ထွက်ပေါ်လာပြီးသွေးရောင်အလင်းတန်းလင်းလက်သွားပြီးနောက်ဝမ်းတာအားရရေမောတန်ပေါက်ခွဲထွက်လာသည်ဘဲမိတ်ဆွေကကူညီပေးလာလဲကျွန်တော်ကအမြဲတမ်းကျေးဇူးတင်ပါတယ်ဟူသွေးရောင်အလင်းတန်းမိန်သွားပြီးနောက်အနက်ရောင်ဝတ်စုံဝတ်ထားသောထူးထူးခြားခြားချော်မောသောကျင့်ကြံသူတဦးပေါ်လာသည်အစစ်အမှန်စိတ်ဝင်ခြင်းဖက်စီးသူဟန်လီသည်အနှဲငယ်အားတင်သွားပြီးဤသူသည်ပထမဆုံးကဲတင်ချင်းခံရသူချက်လိမ့်မည်ဟုမမျှော်လင့်ခဲ့ပေမိတ်ဆွေအဲ့ဒီနေ့ရောက်ကိုငါအသက်ခဏထိန်းထားပေးပါငါကြံတဲ့မိတ်ဆွေတွေကိုအရင်သွားကယ်ဝိမယ်ဟုဟန်လီသည်သူ၏တည်င်းကိုအစစ်အမှန်စိတ်ဝင်ရင်ဖျက်ဆီးသူထံသို့လင်းမြန်စွာပေးပို့လိုက်သည်။အော်မိတ်ဆွေဟန်ပဲကြီးစုတင်စရာမလိုပါဘူးဒီကိစ္စကိုငါ့ကိုထားခဲ့ပါဟုအနှဲ့ရောင်ဝတ်ချင်းကြင့်ကြံသူသည်ဟန်လီ၏စကားကိုကြားသောအခါအံ့အားသင့်ပုံရသို့လည်းချက်ချင်းပင်တည်ငြိမ်သောအမူအရာဖြင့်သဘောတူလိုက်သည်။ထို့နောက်သူသည်အဖြူရောင်အလင်းအဖြစ်သို့ပြောင်းလဲကသူ့ကိုလိုက်လံနေသောမူလန့်ကျေစုတော်အကြီးအကဲနှုတ်ဦးစီသို့ဦးတည်သွားသည်။ဟန်လီသည်ဤအရာကိုခန်းစားမိပြီးဝမ်းမြောက်သွားသည်။သူ၏အရှင်အဟုန်အပြည့်အဝကိုအသက်သွင်းကနောက်ထပ်သွေးတိုင်းကား၏အပေါ်သို့ရောက်ရှိလာပြီးသူ၏လက်ကောက်ဝတ်ကိုနောက်တစ်ချိန်လှုပ်လိုက်ရာကောင်းကင်ပြာရောင်ဘောလုံးတစ်လုံးထက်မှန်ဖြစ်ထွက်သွားသည်။ထို့သောထိုစဉ်တွင်မမျှော်လင့်ထားသောအရာတစ်ခုဖြစ်ပျက်ခဲ့သည်။ရုတ်တရက်သွေးတိုင်းကား၏ထိပ်တွင်မိခိုးရောင်အလင်းတန်းလင်းလက်သွားပြီးပိုးထဲဝတ်ယုံဝတ်ထားသောခန္ဓာကိုယ်တောင့်တင်းသည့်လူကြီးတဦးသည်တတိပေးခြင်းမရှိဘဲထိုနေရာမှပေါ်လာသည်။ပြန်ထွက်လာသောမိုးခိုးဘောလုံးကိုကြည့်လိုက်ရာသူ၏မျက်နှာပေါ်မှလေးနက်သောအမူအရာပေါ်လာသည်။ဟန်လီလန့်သွားသည်ဒီလူဘဲအောင်ငါဒီကိုခိုးဝင်လာတာလေသူဘယ်လိုမှမသိလိုက်တာလေထို့နောက်သူသည်ထိုလူကိုသူ၏နတ်သိစေသည့်စစ်ဆေးကြည့်ပြီးနောက်ဟန်လီသည်အံ့အားသင့်သွားသည်သူ၏နတ်စိတ်ဖြင့်စူးစမ်းကြည့်ပြီးနောက်ဟန်လီသည်ပိုးထေဝိယုံဝတ်ထားသောခန္ဓာကိုယ်တောင့်တင်းသည့်လူကြီးသည်တကယ်တမ်းတွင်တဲသေးသာနောက်ဆုံးအဆင့်ကျင့်ကြံသူထက်ကြောင်တွေ့ရှိရသည်သူသည်မူလန့်၏နတ်ဖျားအရှင်သခင်တပါးပင်မူလန့်တွင်နတ်ဖျားအရှင်သခင်၃ပါးသာရှိသည်ဟုမပြောခဲ့ဘူးလားဟန်လီအံ့ဩတင်သွားသည်ဘာတွေထွတ်ပြက်နေလဲဆိုတာကိုသူနားမလည်မိမှာပင်ပိုးထေဝေယုံဝတ်ထားသောခန္ဓာကိုယ်တောင့်တင်းသည့်လူကြီးသည်လက်ကိုမြောက်ကလဲထဲတွင်စွတ်ကိုက်လိုက်သည်ထိုအချိန်တွင်မိုးချိုးပလေသည်ပြန်ဆင်းလာသည်ဟန်လီရင်ထဲတွင်တုန်လှုပ်သွားသည်မစင်စားဘဲအလျင်စစ်အထင်မျိုးထိုးလိုက်ရာမိုးချိုးပလေသည်ချက်ချင်းလဲသွားပြီးလမ်းကြောင်းပြောင်းသွားသည်ထို့သောဤအပုအမှုသည်အနေငယ်နောက်ကျနေခဲ့သည်မိုးချိုးပလေ၏အထက်တွင်ကြီးမားသောကောင်းကင်ပြာရောင်လက်တစ်ဖက်ရုတ်တရက်တော်လာပြီးလက်စည်းအရင်ဖြင့်စုပ်ကိုက်လိုက်သည်ရှောင်လွဲရာလုံးဝမဖြစ်နိုင်တော့ဟန်လီသည်မျက်ခုံးပင်လိုက်ပြီးတုံဆိုင်ချင်းမရှိဘဲလက်ခတ်ဖြူလို့ကကန့်တထားသောမိုးချိုးပလေကိုဖောက်ခွဲလိုက်သည်ရွှေရောင်နှင့်ကောင်းကင်ပြာရောင်အလင်းသည်ကြီးမားသောလက်ထဲတွင်ပေါက်ခွဲသွားပြီးကြီးမားသောလက်နှင့်မိုးချိုးပလေသည်ချက်ချင်းချီရလက်ချအမချန်ပျောက်ကွယ်သွားသည်ပိုးထေဝေယုံဝတ်ထားသောခန္ဓာကိုယ်တောက်တင်သည့်လူကြီးသည်အေးဆက်စွာနာမှုလိုက်တော်လေသူ၏မျက်နှာပေါ်တွင်ကောင်းကင်ပြာရောင်အလင်းတိုင်းတစ်ခုပေါ်လာပြီးသူ့အမူအရာသည်ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်ဟန်လီသည်ထွက်ပြေးရာလှုပ်ရှားခြင်းမရှိဘဲစကားတစ်လုံးမှမဆိုဘဲသူ့၏ပြိုင်ဘက်ကိုအေးဆက်စွာစိုက်ကြည့်နေသည်ပိုးထေဝေယုံဝတ်ထားသောခန္ဓာကိုယ်တောင့်တင်းသည့်လူကြီးသည်ခေါင်းကိုမြောက်ကဟန်လီကိုတစ်ချက်ကြည့်လိုက်ပြီးအေးဆက်စွာပြောလိုက်သည်မင်းကရွှေမူးကြိုးဝါမောဘန္တာကိုပိုက်ဆိုင်သောကြင့်ကြံသူဟန်လီပဲမူလမှာနတ်ဖျားအရှင်သခင်၃ပါးပဲရှိတယ်မဟုတ်ဘူးလားမင်းကဘသူလဲမိတ်ဆွေဟန်လီသည်ခန္ဓာကိုယ်တောင့်တင်းသည့်လူကြီး၏မေခွန်းကိုမဖြေဘဲအစားအခြားမေခွန်းကိုပြန်မေးလိုက်သည်ကောင်းပြီငါကမူလနတ်ဖျားအရှင်သခင်တပါးမှန်းသိရနဲ့မင်းကဒီလောက်တင်းငင်နေတော့ပဲဂျုံနတ်ဖျားအရှင်သခင်ဖြိုးလေလူကမင်းပဲထင်တယ်ငါကချမ်းဂျုံမူလရဲ့စတုထမြောက်နတ်ဖျားအရှင်သခင်ပိုးထဲဝေလုံဝတ်ထားတော့ခန္ဓာကိုယ်တောင့်တင်းသည့်လူကြီးသည်အန်အိုးတင်းကျင်တိုးတော့ဝါမြောက်ခြင်းမရှိပဲပြောလိုက်သည်စတုထမြောက်နတ်ဖျားအရှင်သခင်ဒီလိုကိစ္စမျိုးကိုငါပထမဆုံးကြားဘူးတာပဲဒါပေမဲ့မင်းရဲ့ပြောင်းလဲခြင်းလက်ကဒီလောက်တောင်အစွမ်းထပ်ပြီးမဲ့ငါရဲ့မိုးချိုးတလဲတလုံးကိုတောင်မထင်းချုပ်နိုင်ဘူးမင်းကနောက်ဆုံးအဆင့်ကိုမကြသေးမီကမှရုပ်ရှိခဲ့တာထက်ပြီးမင်းရဲ့စွမ်းရည်အဆင့်ကအပြည့်အဝမခိုင်မာသေးဘူးထင်တယ်ဟန်လီသည်ခန္ဓာကိုယ်တောင့်တင်းသည့်လူကြီးကိုစိုက်ကြည့်ရင်ရိုင်းရိုင်းဆိုင်ဆိုင်ပြောလိုက်သည်တထိန်ထဲမှာပင်သူသည်သူ့ရှိဓာအလင်းများကိုပေါ့ပေါ့ပါပါလက်ညှိုးထိုးလိုက်ရာဓာများသည်ချက်ချင်းမြည်ဟီးလာသည်ဟန်လီ၏လမ်းကြောင်းကိုပိတ်ဆို့ထားသည်မိုင်းတော်အပြာရောင်အလင်းအဖြစ်သို့ပြောင်းလဲသွားသည်ငါထျံနောက်ဆုံးအဆင့်ကိုရောက်တာနှစ်အနည်းငယ်ပဲရှိသေးတာမှန်ပါတယ်ဒါပေမဲ့မင်းကငါ့ကိုတိုက်ခိုက်နိုင်မယ်လို့တကယ်ပဲထင်နေတာလားမင်းကတော်တော်ကိုမာနာကြီးတာပဲပိုးထေဝီယုံဝတ်ထားသောခန္ဓာကိုယ်တောင့်တင်းသည့်လူကြီးသည်နှုတ်ခေါင်းထောင်တွေလောင်ပြောင်းမှုအည်ရောင်ဖျင်လောင်ပြောင်းလိုက်သည်သူတယောက်တည်းမလုံနိုင်ဘူးဒါပေမဲ့ငါဝင်ပါရင်ကောတာယာနာပြောပဲမိမတန်တစံသည်ဘေးကယူတရက်ထွက်ကော်လာသည်ဟန်လီသည်အစတွင်လန့်သွားတော့လေ
ထိုနောက်ဝန်တာအာယာဖြစ်သွားသည်ဘဲသူလဲခနာကိုတောင့်တင်းသည့်လူကြီးသည်လန့်သွားသည်သူ့ရဲ့မျက်လုံးများလင်းလက်ကပြတ်သားစွာမေးလိုက်သည်နှစ်ပေါင်း100ကျော်အတွင်းမှာမိတ်ဆွေထန်နောက်ဆုံးအဆင့်ကိုတက်လာလိမ့်မယ်လို့ငါမမျှော်လင့်ခဲ့ဘူးငါတကယ်အံ့အားသင့်မိတယ်မင်းရဲ့စွမ်းရည်တွေတကယ်ပဲတိုးတက်လာလားမသိဘူးသူပြောနေစဉ်တွင်အဖြီးရောင်အလင်းတန်တစ်ခုပေါ်လာသည့်လှပသောအနီရောင်ဝတ်စုံဝတ်ထားသည့်အမျိုးသမီးတဦးသည်လယ်ထဲမှပေါ်လာကဘူးထီဝိယုံဝတ်ထားသောခနာကိုတောင့်တင်းသည့်လူကြီးကိုအေးစစ်စွာကြည့်လိုက်သည်အော်မိတ်ဆွေဖုံးပဲဒါပေမဲ့မိတ်ဆွေဖုံးမိတ်ဆွေလုံဟန်ကမိတ်ဆွေတယောက်တည်းဒီမှပေါ်လာရင်ဒုက္ခရောက်မှာကိုမကြောက်ဘူးလားမင်းနဲ့မင်းရဲ့ခင်ပွန်းကအမြဲတမ်းအတူတူတိုက်ခိုက်ကြလာပဲဘူးထီဝိယုံဝတ်ထားသောခနာကိုတောင့်တင်းသည့်လူကြီးသည်လှပသောအနီရောင်ဝတ်စုံဝတ်ထားသည့်အမျိုးသမီးကိုမြင်ပြီးနောက်သူ့ရဲ့အမူအရာပြောင်းလဲသွားပြီးပြောလိုက်သည်စိတ်မပူပါနဲ့ကျမရဲ့ခင်ပွန်းကကြင်ကြံသူထောင်ပေါင်းများစွာကြာမှရှိတယ်ခင်မရဲ့နတ်ဖျားအရှင်သခင်တော်သူ့ကိုဘာမှမလုပ်နိုင်ပါဘူးကျမကစတုထာနတ်ဖျားအရှင်သခင်ရဲ့စွမ်းရည်တွေကိုစမ်းသပ်ခြင်းနဲ့မိတ်ဆွေဟန်တခြားမိတ်ဆွေတွေကိုတွားခဲ့ပါဟိုအမျိုးသမီး၏နောက်ဆုံးစာကြောင်းတွင်ကြောင်းကိုဟန်လီကိုရည်ရွယ်လျက်ပြောလိုက်သည်ထို့နောက်သူမတီသူ၏လက်ကိုမြောက်လိုက်သည်လက်ချောင်းကောင်းကြောင်းကိုဖြန့်လိုက်ရာလက်ထွားတဲတွင်တင်းငယ်သောပုံဆောင်ကွဲလူကြည်လင်းသောမီးလံအညီရောင်ပလင်းငယ်တစ်လုံးပေါ်လာသည်အမျိုးသမီးကမသက်ဝင်စေမီမှာပင်ပလင်းသည်အနီရောင်အလင်းတန်းလင်းလက်သွားပြီးမီးလောင်နေသောမီးတောက်တစ်လုံးကဖုံးအုပ်လိုက်ကလေထဲတွင်ညင်သားစွာပြန်ဝဲနေသည်မီးဝိညာဉ်ပလင်းပိုးထေဝိယုံဝတ်ထားသောခန္ဓာကိုယ်တောင့်တင်သည့်လူကြီးမျက်နှာပေါ်တွင်လေးနက်မှုအရေးအယုံပေါ်လာသည်သူသည်တိုးတိုးလေးရည်ရွယ်လိုက်သည်လှပသောအမျိုးသမီး၏စကားကိုကြားသောအခါဟန်လီသည်ယဉ်ကျေးမှုမရှိဘဲကောင်းကင်ပြာရောင်အလင်းတန်းအဖေပြောင်းလဲကကောင်းကင်သို့ပြန်တက်သွားသည်ပိုးထေဝိယုံဝတ်ထားသောခန္ဓာကိုယ်တောင့်တင်သည့်လူကြီး၏အမူအရာသည်မောင်မိုက်သွားသည်သူသည်သူ၏ခါမှဝิญဉ်သားရဲ့အေကိုရုတ်တက်ယူကလေထဲသို့မြောက်လိုက်ပြီးအလင်းတန်းတစ်ခုပေါက်ကွဲပြီးနောက်အတောင်ပါသောနဂါးဘီလူနှံကောင်ပေါ်လာသည်သူတို့၏ကိုခန္ဓာတွေကကောင်းကင်ပြာရောင်အမွေးတွေနှင့်ဖုံးအုပ်ထားသည်ကြာကောင်းတဲ့လင်းယုံကိုလုံးတွေရှိတယ်ကောင်းကင်ကြားသားရဲမြနဂါးဘီလူနှံကောင်ကိုမြင်သောအခါဟန်လီသည်လန့်သွားသည်သူတို့ရဲ့နံတွေကိုမပြောဘဲမနေနိုင်ခဲ့ပါသူတို့သည်မူလတ်မြတ်ခင်းပြင်တော်ရှိသောအလွန်ရှားပါသောပြန်တန်းတီသားရဲမြထိပြီးမြင်နဲ့လေမော်ပညာနှစ်ခုလုံးတွင်ကျွမ်းကျင်ကြောင်းသူတို့နဲ့ရင်ဆိုင်ရန်အလွန်ခက်ခဲတဲ့အင်းနှကောင်သည်အမြူတစ်အဆင့်နောက်ဆုံးအဆင့်တွင်ရှိနေပုံရပြီးရွှတ်တွေ့ယူမိရပဲထိုအချိန်တွင်ခေါင်းကင်ကြားသားရဲနှကောင်သည်ရုတ်တအတောင်ပါဒီကိုချန့်လိုက်ပြီးသူတို့ရဲ့ပုံစံတွေကအပြာရောင်အလင်းတန်းတစ်ခုနဲ့ပျောက်ကွယ်သွားသည်နောက်တစ်ခဏတွင်သူတို့သည်ဟန်လီ၏အနီးတွင်တကောင်ပြီးတကောင်ပေါ်လာပြီးသူ့ကိုအာယုံဆိုင်စိတ်ကြည်နေသည်ဟန်လီထွက်ပြေးသည့်အလင်းပြောက်ကွယ်သွားသည်သူသည်ရုတ်တရက်ရပ်တန့်သွားသည်နေရာရွေ့လျားခြင်းဟန်လီသည်အတွင်းစိတ်ကရေးရွက်လိုက်သည်ဤနဆိုးသားရဲများတွင်နေရာရွေ့လျားနိုင်သည့်စွမ်းရည်ရှိသည်ဟုသူကြားသိရသည်မှာကြားပြီးဖြစ်တော်လဲ၎င်းသည်အဖိုင်တကယ်ဖြစ်လိမ့်မည်ဟုသူမမျှော်လင့်ခဲ့ပါဆိုလိုသည်မှာဤသားရဲနှကောင်ကိုဖယ်ရှားရန်လွယ်ကူမလို့ပင်သို့တော်天ကျုံသည်ထုံမြဖီမရတန်ခဲ့မှာတဖြတ်ဖြတ်လင်းလက်သွားပြီးနောက်လူပုံစနိုင်အပြာရောင်ပုံရိပ်သည့်သူ့နောက်ကခွဲထွက်ကလူအစစ်ကဲ့သို့သူ့ဘာသာသူထွက်လာသည်ဤကောင်းကင်ပြာရောင်အရိပ်သည်天ကျုံတွင်ပုံစံတူညီတော်လဲ၎င်း၏ခိုးခန္ဓာတစ်ခုလုံးကိုမိုင်းသောကောင်းကင်ပြာရောင်အလင်းဖြင့်ဖုံးအုပ်ထားပြီး၎င်း၏မျက်နှာသည်ထိတ်လန့်ဖွယ်လင်းလက်နေသည်၎င်းသည်တကယ်တမ်းတွင်ပုံ၏ရောင်တတတာဖြစ်ပုံရသည်ပုံသူဤတစ်ချိန်တွင်အန်အားသင့်မှုအရေးအယောင်ပြစားသူမှာလှပသောအမျိုးသမီးဖြစ်သည်သူမအန်အားသင့်သည်မှာအခြားတစ်ဖက်ကပုံသူရှိနေခြင်းကြောင့်မဟုတ်ပဲသူမသည်ထိုကဲ့သို့ထူးဆန်းသောပုံသူကိုတခါမှမမြင်ဘူးခြင်းကြောင့်ဖြစ်သည်ကောင်းကင်ပြာရောင်အရိပ်သည်လင်းလက်သွားသည်ပျောက်ကွယ်သွားကဟန်လီ၏ဘေးသို့ပြန်သွားသည်အနီရောင်ဝတ်စုံဝတ်ထားသည့်အမျိုးသမီးသည်မဝင်ရောက်ခဲ့ပါအပေချောင်းစုတော်ပိုးထီဝတ်စုံဝတ်ထားသောခန္ဓာကိုတုံတင်သည့်လူကြီးသည်သူ့ပါစိတ်ကိုဖွင့်ကာနောက်ထပ်ပုံဆောင်ရင်းကလေး9ရောင်ဖြစ်ပြီးလုံးကိုထွေးထုတ်လိုက်ပြီးသူမကိုပြောလိုက်သည်ဒီလိုဆိုရင်ငါတို့နှစ်ယောက်စလုံးတင့်တော်သောတိုက်ပွဲတစ်ခုရှိနိုင်ပြီဤသို့ပြောပြီးနောက်သူသည်ဘီလုံးကိုလမ်းညှိုးထွေးလိုက်က၎င်းသည်ချက်ချင်းအယောင်ဝေးဆောင်သောမိုးတင်အဖြစ်ပြောင်းလဲသွားပြီးအမျိုးသမီးစီသို့အရင်အမြင်လွတ်မြောက်သွားသည်ဤရာကိုမြင်သောအခါအမျိုးသမီးသည်လေးနက်စွာမောပုံညာကိုရွတ်ဆိုပြီးသူမ၏ရှေ့ရှိမီးဝိညာဉ်ပလင်းကိုရိုက်ခတ်လိုက်သည်ဘန္တာသည်အနှဲငယ်တွင်ညင်းသွားတော့အနီရောင်အလင်းတန်းတစ်ခုထုတ်လွှက်ကပလင်းမှာမီးလောင်နေသောမီးတောင်စွာကိုထုတ်လွှတ်လိုက်သည်ဤမီးတောင်များသည်တာမန်မီးတောင်များနှင့်လုံးဝကွဲပြားသည်မီးတောက်အားလုံးသည်အသက်ဝင်နေပုံရပြီးပြန့်ကျဲသွားကပြန်လဲစုစည်းသွားသည်တိုးတော့လူလဲလှရှားပြီးနောက်၎င်းတို့သည်ကြီးမားသောသွေးရောင်မြွေကြီးစွာသောအဖက်ပြောင်းလဲသွားသည်ဝင်လာသည့်အယောင်အသွေးဆုံသောအလင်းစီသောပြင်းထန်စွာခုန်အို့သွားကြသည်သူရဲ့နောက်ဘက်မှမီးဟီးတန်ကိုကြားသောအခါမိတ်ဆွေဟန်သည်နောက်လှည့်မကြည့်ပဲလှပသောအမျိုးသမီးနှင့်ထင်းကျုံတို့သည်တိုက်ခိုက်နေပြီဖြစ်ကြောင်းသိလိုက်သည်
သူသည်သူ့ရှေ့ရှိထူးဆန်းသောအပြာရောင်အရိပ်ကိုတစ်ချက်ကြည့်လိုက်သည်ထို့အောင်ချင်းထောင်နေသောကောင်းကင်ကြားသားရဲနှကောင်ကိုကြည့်လိုက်သည်တပ်ပြင်ချလိုက်သည်ဤလူသားမဟုတ်သည့်သုံးကောင်ကိုမချိန်မွန်းပဲပိတ်မိနေသောအခြားကျင့်ကြံသူများကိုကေတန်းရန်မဖြစ်နိုင်ကြောင်းသူသိရှိသည်ယခုခါဤထူးခြားသောအဆင့်အတိုင်းရှိသောလူနှစ်ဦးပင်ဝင်ရောက်ဆွဲဖက်လာသည်ဤနေရာကိုအားဖေရန်အခြားဘယ်သူမှမရှိသောကြောင့်ရှင်းလေသည်ဤသို့ထက်လာမိကိုသူသာတီးခဲ့လျင်ရင်ရွက်ကိုမိုးကျုံပွဲလေအနှဲငယ်ပို့ပေးခဲ့ပြီးလူများကိုတိတ်တဆိတ်ကဲတင်ခိုင်းခဲ့မိယခုမှထိုအခွင့်အေးလုံးဝပျောက်ကွယ်သွားပြီသူလှုပ်ဆောင်ရမည့်အရာမှာဤရန်သူသုံးကောင်ကိုချက်ချင်းချီမွန်းပြီးမှအခြားအရာများကိုစဉ်းစားရန်သာဖြစ်သည်ဤသို့စဉ်းစားရင်ဟန်လီသည်သူ့ရဲ့ခါကိုလှမ်းလိုက်ပြီးဝိညာဉ်သားရဲ့အိတ်ကိုဆင့်ခေါ်လိုက်သည်ရွှေရောင်ရွှေစားပိုးကောင်အုပ်စုတအုပ်စီးထွက်လာပြီးလေထဲဝင်ဝဲပြန်နေသောရွှေရောင်မိုးတွင်အထစ်သို့ပြောင်းလဲသွားသည်တုံဆိုင်ခြင်းမရှိဘဲဟန်လီသည်မော်ပညာကိုရွတ်ဆိုသည့်ပိုးကောင်မိုးတွင်ထဲသို့ပျောက်ကွယ်သွားသည်သူဝီဝီမီးတန်ထပ်ပေါ်လာသည်ကောင်းကင်ပြာရောင်အလင်းလင်းလည်နေသောပိုးကောင်မိုးတွင်သည်ရွှေရောင်အမြင်သုံးခုအဖြစ်ပြောင်းလဲသွားပြီးရန်သူသုံးကောင်စီသို့ချင်း跳စွာပြန်သွားသည်ရွှေစားပိုးကောင်သူတို့ကရင်းချက်တဲ့ပုံစံနဲ့ဆိုရင်ငါအနှဲငယ်ကြောင်မိမှာပဲကောင်းကင်ပြာရောင်ပုံရိပ်သည်အေးဆက်စွာနာမှုလိုက်သည်ထိန်ကျုံခဲ့သောတူညီသောစကားလုံးများကိုထုတ်ဖော်လိုက်သည်အန်အားသိမ့်ပုံမမြင်ပေကောင်းကင်ကြားသားရဲနှကောင်သည်ရွှေစားပိုးကောင်များကိုမြင်သောအခါအတောင်ပန်းများကိုဖြန့်ကာချက်ချင်းပေး20ကျော်အကွာသို့နှုတ်ဆုတ်သွားသည်သူတို့ရဲ့မျက်နှာများသည်ကြောက်ရွံ့မှုဖြင့်ဖြေနေသည် ထိုအချိန်တွင်ကောင်းကင်ပြာရောင်ပုံရိပ်သည်ပါဆက်ကိုဖွင့်လိုက်သည်ပန်းကန်လုံးအရွယ်အလင်းတန်း၃ခုသည်စက်တိုက်ပစ်ထွက်လာသည်အလင်းတန်းတစ်ခုစီထုတ်လို့သည်နော်ပုံရိပ်ပေါ်ရှိကောင်းကင်ပြာရောင်အလင်းသည်အနှဲငယ်မိန်သွားသည်အလင်းတန်း၃ခုထုတ်လို့ပြီးနော်၎င်းသည်၃လက်မှပင်ကျုံသွားသည်ဤအလင်းတန်း၃ခုသည်အလွန်လင်းမြန်ပြီးပိုးကောင်းမိုးတိမ်ကိုပြီးပြည့်စုံစွာထိမှန်သည်ဖြစ်ဟူသောအထံ၃ခုထွက်ပေါ်လာပြီးကောင်းကင်ပြာရောင်အလင်းလင်းလက်သွားသည်ပေဆယ်ပေခန့်အချင်းစီသောကောင်းကင်ပြာရောင်ပေါ်လုံး၃လုံးသည်ရုတ်တရက်ပေါ်လာပြီးရွှေစားပိုးကောင်းအုပ်စု၃ခုလုံးကို၎င်းတို့အတွင်း၌ချုပ်နှောင်ထားလိုက်သည်ဟန်လီလန့်သွားသည်မစင်းစားပဲသူသည်မိုးတိမ်၃ခုလုံးကိုအလင်းရင်လက်ညှိုးထိုးလိုက်ရာရွှေစားပိုးကောင်းများအားလုံးသည်အတာအစင်းပေါ်သို့စုပြုံးကယူသွက်စွာဝါမျိုးနေကြသည်ခဏအကြာတွင်ဟန်လီ၏အမူအရာသည်ကြမ်းတမ်းသွားသည်ဤကောင်းကင်ပြာရောင်အတာအစည်းများသည်အလွန်ခိုင်မာပုံ၍ပြီးရွှေစားပိုးကောင်းများသည်၎င်းတို့ကိုအံ့အားသင့်ဖွယ်နေကွေးစွာကိုက်စားနေကြသည်ထိုအခါမှသာဤကောင်းကင်ပြာရောင်အတာအစည်း၃ခုလုံးသည်တန်းစင်သောမီနှင့်တွဲ့ဝိညာဉ်စွမ်းအင်များဖြင့်ဖွဲ့စည်းထားကြောင်းသူသဘောပေါက်ခဲ့သည်ထို့ကြောင့်၎င်းတို့သည်ရွှေစားပိုးကောင်းများကိုယာယီထောင်ချနိုင်ခြင်းမှမဆန်းတော့ပေထို့သောချင်းချင်းတွေမြေအခြေခံကန့်သက်ခြင်းနည်းစေများရှိပြီးကောင်းကင်ကြားသားရဲတွင်နေရာရွေးလည်နိုင်သည့်စွမ်းရည်များရှိသောကြောင့်သူ့ကိုအကြက်အတဲခံစားရစေသည်ဤစတုထနတ်ဖူရအရှင်သခင်သည်သူ့ကိုအထူးပြစ်မှားထားခြင်းဖြစ်နိုင်ပါသလားဟန်လီသည်လှူရှားခြင်းမရှိတော့လဲအတွင်းစီကမရွတ်ရဲပဲရွတ်နေသည်မကောင်းသောနမိတ်အယစ်ရောင်နှင့်ဝင်ရောက်လာသည်ဟန်လီ၏ခံမှန်းချက်သည်မှန်ကန်လူနီပါဖြစ်နေသည်တိုက်ပွဲမစတင်ပြီးအစင်းမြင့်မောဆရာများကြားတွင်ဆွေးနွေးမှုအချို့ပြုလုပ်နှောင်းဟန်လီကိုတတ်ရင်အလို့ကိုဤထျန်းကျုံကိုလွှဲအပ်ခဲ့ကြသည်သူတို့သည်သူ့ကိုအမေခံကျူးအဖိုးကြီးထံမှကောင်းကင်ကြသားရဲကိုပင်အထူးချေပေးခဲ့ပြီးဟန်လီ၏စွမ်းရည်များကိုတံပြန်နိုင်သောအခြားပန္တာများစွာကိုလည်းပေးခဲ့ကြသည်သို့သောအစာပင်တွင်သူတို့သည်ဟန်လီ၏လောင်းကစားပွဲတွင်ပါဝင်မှုကိုမမျှော်လင့်ခဲ့ကြသောကြောင့်ဤနတ်ဖျားအရှင်သင်သည်ထိုကိစ္စကိုဘေးဖယ်ထားခဲ့သည်မှာတဘာဝကြဟန်လီပြန်လဲပေါ်လာသည့်အထိမောင်ဆရာအုပ်စုတစုကိုတပ်ပြီးအကြီးကဲတပါး၏ကိုခန္ဓာကိုဖျက်ဆီးပြီးနောက်ဖြန်ချုံးသည့်ဟန်လီကိုချက်ချင်းတတိပြုမိခဲ့သည်သူ၏တိုင်ကားထဲတွင်ပိတ်မိနေသောကျဉ်ကြံသူများကိုဟန်လီကဲတင်ချင်းမှတားဆီးရန်သို့မဟုတ်ရင်လော့ကိုင်းကိုရှင်းကြရန်သူကိုတက်ရန်ဖြစ်စေသူမလာမထစ်လာရမည်ဖြစ်သည်သို့သောမမျှော်လင့်ပေသွေးတိုင်ကားပဲရှိလှုပ်ရှားမှုများကိုအာယုံစိုက်နေသောလုံဟန်သည်လည်းဟန်လီသည်တိုင်ကားကိုဖောက်ထွင်းဖားကြောင့်တွေးရှိခဲ့ပြီးဖုံးပိန်းကိုချက်ချင်းစွန့်စားခဲ့သည်ဟန်လီတခြားချင်းချမ်းသူတွေကိုတကယ်ကဲတင်နိုင်ရင်ဒီတိုက်ပွဲမှာသူ့မှာကြီးမားတဲ့အားသာချက်ရှိလာမှာပဲရွှေစားပိုးခေါင်းများသည့်မြက်တိအထောက်ကူများမဖြစ်သေးပဲပြိုင်ပဲကြောင့်ယာယီချုပ်နှောင်ခံထားရသည်ကိုမြင်တော့ခါဟန်လီသည်တဘာဝတိုက်အလွန်စိတ်ပြတ်ခဲ့သည်တိုးတော့သူနောက်ထပ်တိုက်ခိုက်မှုမပြုနိုင်မီကောင်းကင်ကြားသားရဲ့နှကောင်သည်ရွှေစားပိုးခေါင်းများချုပ်နှောင်ခံရသည်ကိုမြင်တော့ခါချက်ချင်းကြောက်ရွံ့မှုပျောက်ကွယ်သွားသည်
အစိမ်းရောင်အလင်းတန်းလင်းလဲပြီးနောက်ဝိညာဉ်သားရဲနှကောင်သည်ထိုနေရာမှာဖျောက်ကွယ်သွားသည်ဟန်လီသည်အီယာကိုလှောင်ပြောင်းလိုက်ပြီးသူ့ရဲ့အင်ကြီးလက်ကိုပစ်ချလိုက်တာတင်းငယ်သောအပြာရောင်တိုင်းကသည်ထပ်မှပြန်ထွက်သွားသည်တစ်ချိန်တည်းမှာပင်သူသည်သူ့ရှေ့ရှိဓားများကိုလက်ညှိုးထိုးလိုက်တာဓားဆွမ်းအမ်းများပေါက်ကွယ်ထွက်လာပြီးသူ့ဘက်လေတွင်ခါခွေနေသည်မဖောက်ထွင်းနိုင်သောကာကွယ်မှုကိုပေးသည်ကောင်းကင်ပြရောင်အလင်းတန်းလင်းလက်လာပြီးကောင်းကင်ကြားသားရဲ့နှကောင်သည်ဟန်လီ၏တစ်ဖက်စီမှပေါ်လာပြီးတကောင်စီကသူ့ပါဆုံးမှမျက်စိစုသောပေါ်လုံးတစ်လုံးကိုထုတ်လွတ်လိုက်သည် ပြင်းထန်သောအယောင်တောက်မှုသည်ဟန်လီမျက်လုံးများတွင်လင်းလက်သွားပြီးဓာအလင်းသည်ချက်ချင်းတစ်ပိုင်းကွဲသွားပြီးဘောလုံးနှလုံးစီသို့လဲချင်သွားပြီးဒိုပေါက်ကွဲဆန်တစ်ခုအပြီးတွင်ဓာအလင်းသည်၎င်းတို့ကိုအလွယ်တကူချီမွန်းလိုက်ပြီးတားရဲနှကောင်စီသို့လဲချင်သွားပြီးတားရဲနှကောင်သည်အံ့အားသင့်ဖွယ်တည်ငြိမ်နေပြီးထိတ်လန့်မှုမပြခဲ့ပြီးသူတို့၏မျက်လုံးများတွင်ကောက်ချစ်သောအယောင်တောက်မှုလင်းလက်သွားပြီးသူတို့သည်ထက်မှန်ပျောက်ကွဲသွားကအဝေးသို့နေရာရွေလျားသွားကြသည်ဟန်လီဒေါသထွက်သွားပြီးဓာအလင်းကိုလိုက်ဖမ်းရန်အမိပေးတော်မူခြင်းတွင်ចောင်းကင်ပြာရောင်ပုံရိပ်သည်ခုရှားလာသည်ထိုချိန်တွင်နှစ်ဖက်စလုံးတွင်လမ်းကြောင်းကိုထိန်းထားဆဲဖြစ်သောလုံဟန်ညစ်ညိုးနွမ်းနေသောမောစရာတို့သည်တပြိုင်နက်တည်းအမိများပြီးသူတို့၏ကိုယ်ပိုင်အစွမ်းကုန်များကိုထုတ်ဖော်လိုက်ကြသည်ကျင်ကြံသူများကြားတွင်စီးစိမ့်နေသောအဖြူရောင်ဆန်ပင်များဖြင့်တည်သေးသားကျင်ကြံသူ9ဦးသည်ရှေးဟောင်းဗန္တာကိုတဦးစီခိုင်ဆောင်ကာလုံဟန်နော့ကွဲမှအေးဆေးစွာပြန်ထွက်လာကြသည်တချိန်တည်းမှာပင်ယခုအထိဘုံအောင်နေခဲ့သောအမိခံရွက်အမျိုးသမီးသည်လေးနက်သောအမှုရာဖြင့်မောစရာများ၏လစဉ်များမှထက်ခွာလာသည်ညှိုးနွမ်းနေသောအဖိုးကြီးတန်ချင်းကပ်လာသည်အဖိုးကြီး၏အမှုရာဖြင့်သူမသည်သူမ၏တိုးလောင်အိတ်မှဆေးဟောင်းချင်းနီးမိခွက်ကိုဂယုတစအထုတ်ယူကာသူမ၏လက်ခွားထဲမှခိုင်ထားသည် ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော် channel မှာနောက်ထပ်အပိုင်းအသစ်တွေကိုအပတ်စဉ်တက်ပေးသွားမှာမို့တင်တာနဲ့တီအောင် channel လေးကို like and subscribe လေးလုပ်ဖို့အကြံပေးပါရစေနောက်ထောင်ပေးကြတဲ့သူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်